ဘောဇာတက္ကီ1383ခုဝါကောင်လဇန်6ရက်နေ့ညစကိုင်းတိုင်းဒေသကြီးမြောင်မြို့နယ်ငါးမြောင်တောင်ကြီးရွာစေရီတွင်ရေကန်စာသင်ကျောင်းတပ်ဆင်ကံတို့တိဆောက်ပြီးစီ၍ရည်သက်ချခြင်းရည်သက်ချမင်္ဂလာဦးဇင်းတို့အလှရှင်များဖြစ်ကြတဲ့သစ္စာရွှေစီဆရာတော်နဲ့ရန်ကုန်မြို့အလုံးမြို့နယ်ဥအောင်ချိုဝင်းတော်မြတ်မြတ်မိုးမိသားစုဥချစ်အောင်စထားပို့ဆောင်ရေးဝန်ကြီးဌာနဒုအင်ဂျင်နီယာချုပ်ငင်းဒေါ်နိုင်နိုင်အေးမိသားစုတို့ရဲ့ဓမ္မဒါနကောင်းမှုကိုအကြောင်းပြုပြီးတော့ဒီနေ့ညပိဿပေါင်းသူတော်ကောင်းတို့ရသော်ဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်များကိုနာယူကြည်ညိုခွင့်ရကြတယ်ဟုတ်လားဦးဇင်းတို့လည်းပဲမြတ်စွာဘုရားရဲ့တရားဒေသနာတော်များကိုဟောကြားခွင့်ရပါတယ်ဒီတော့ဦးဇင်းတို့တနာရီ15မိနစ်တရားကားကိုအဲ့လောက်အချိန်ယူပြီးတော့နာယူကြည်ညိုကြရအောင်နော်ဒီရည်သက်ချပြီးအစီတနာရီခွဲဦးဇင်းတို့7နာရီ15ဆိုလို့ရှိရင်ပြီးမှာပါဟုတ်လားတပိသပေါင်းသူတော်ကောင်းတို့ကိုဒီကနေ့ညဦးဇင်းတို့ဗာတရားဟောမှလေးဆိုလို့ရှိရင်မူလပဏ္ဏတာပါဠိတော်မှာလာရှိတဲ့ပိသပေါင်းသူတော်ကောင်းတို့အားလုံးကလေးတွေကစပြီးတော့ကြာဘူးနာဝရှိပြီးသားဖြစ်တဲ့အောင်ခြင်း8ပါးထဲမှာဘကဗြဟ္မာကြီးကိုမြတ်စွာဘုရားဆုံးမတော်မူထားတာရှိတယ်ကြားဘူးတယ်နော်အဲ့မှာဦးဇင်းတို့မြတ်စွာဘုရားဗြဟ္မနိမန္တနိကသုတ်တံလို့နာမည်တက်ပြီးတော့သံဃာနာတင်ရတဲ့မထေရကြီးတွေနာမည်တက်ပြီးတော့သံဃာနာတင်ထားခဲ့တဲ့သုတ်တံတစ်ခုအဲ့ဒီသုတ်တံကိုဦးဇင်းတို့ကဘာကြောင့်ဟောခြင်းရတာလဲဆိုတော့ဒီကနေ့တရားပွဲဖြစ်လာခြင်းရဲ့အကြောင်းကအမြောင်တောင်ရွာမှာရှိကြတဲ့ကြေးရွာသူကြေးရွာသားများအားလုံးရဲ့အပေါ်မှာမေတ္တာစေတနာရှိထားပြီးတော့ရေတွင်ရေကန်များလူတန်းခြင်းကိုအကြောင်းပြုထားတယ်ဟုတ်လားပြီးတော့ကလေးတွေရဲ့ပညာရေးအစဉ်ပြေတွေကိုချမ်းချမ်းသာသာသင်ကြားနိုင်ဖို့ဆိုတဲ့စေတနာမေတ္တာကရုဏာတွေရှိထားပြီးတော့ပညာရေးဒါနအစောဥဒါနကိုအကြောင်းပြုထားတယ်ဟုတ်လားအဲ့ဒီတော့ရေအလှူကိုအကြောင်းပြုထားတယ်အလုံးသောတတ္တဝါတွေချမ်းသာကြပါစေအားလုံးကောင်းကောင်းမွန်မွန်အစဉ်ပြေပြေဖြစ်ပါစေလို့မေတ္တာစေတနာကရုဏာတွေရှိထားပြီးတော့တပါးသူတို့ရဲ့ကောင်းကျိုးချမ်းသာကိုမိမိတို့စွမ်းနိုင်တဲ့ဘက်ကနေစေတနာကောင်းတွေရှိထားပြီးတော့ပြုလုပ်ကြတာကိုအကြောင်းပြုထားတာဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီဗြဟ္မနိဗ္ဗာန်တိကသုတ်တံထဲမှာဘဂဗြဟ္မာကြီးရှိအတိတ်ဘဝကအကြောင်းတွေကိုမြတ်စွာဘုရားကပြန်ပြီးတော့ဟောထားတာပါပါတယ်အဲ့ဒီထဲမှာဘဂဗြဟ္မာကြီးဘလို့ကုသိုလ်ကောင်းမှုတွေပြုခဲ့တယ်လေဆိုတဲ့အချက်ကလေးတွေကဒီနေ့လုပ်ကြတဲ့ကောင်းမှုရှင်တို့ရဲ့ကုသိုလ်ကောင်းမှုနဲ့ဆက်ဆိုင်နေတယ်လို့ဦးဇင်းတို့အဲ့လိုသဘောရတဲ့အတွက်ကြောင့်ဒီကနေ့ညဗြဟ္မနိမန္တနိကသုတ်တံတဲ့ဒါလည်းမကပါဘူးဒီသုတ်တံထဲမှာကုသိုလ်ကောင်းမှုများဟာလောကမှာအားကိုးစရာအကောင်းဆုံးဆိုတာလေးကိုဧတပေါင်းသူတော်ကောင်းတို့ဒါအရေးကြီးပါတယ်နော်လောကမှာကုသိုလ်ကောင်းမှုကလွယ်လို့အခြားစစ်မှန်တဲ့အားကိုးရာဆိုတာမရှိပါဘူးဟုတ်လားအဲ့ဒါလိုပဲအကုသိုလ်ဆိုတဲ့မကောင်းမှုတွေဟာဘဝမှာကြောက်စရာအကောင်းဆုံးအရာတွေပဲလို့နားလည်ဖို့လည်းလိုပါတယ်အကုသိုလ်ကလွယ်လို့ဘဝမှာကြောက်စရာကောင်းတာအခြားမရှိပါဘူးဒီအချက်တွေကိုလည်းပဲဒီသုတ်တံထဲမှာဦးဇင်းတို့ဒေသပေါင်းသူတော်ကောင်းတို့ထင်ရှားစွာတွေ့မြင်ရပါလိမ့်မယ်ဟုတ်လားပြီးတော့ဇမပြည်နဲ့ပတ်သက်တဲ့ဘ ഹു တုတ္တဘဝနဲ့ပတ်သက်တဲ့အမြင်ဒီနဲ့တဲ့တရားဒေသနာတော်တွေလည်းပဲဒီထဲမှာပါပါတယ်ဟုတ်လားဥယျာဉ်သုတ်တံကြီးထဲမှာဇမကြီးနဲ့အခြေချမြတ်စွာဘုရားစကားပြောတာတွေအင်မတန်ယုံမာတဲ့မာနကဝင်ကူလို့မာနနဲ့အခြေချစကားပြောတာတွေ
အဲ့ဒီထဲမှာမြတ်စွာဘုရားရဲ့အစွမ်းတော်တွေမြတ်စွာဘုရားရဲ့ဉာဏ်တော်တွေမြတ်စွာဘုရားရဲ့အသိအမြင်တွေအဲ့ဒါတွေကိုတရားဓမ္မတို့ဦးဇင်းတို့တွေလည်းပဲဘဝဆိုတာတကယ်စင်စစ်တော့ဒီလိုပါလားလို့အမတန်လေးတက်တဲ့အသိဉာဏ်တို့ကိုလည်းပဲရသွားနိုင်တယ်အဲ့ဒီအသိဉာဏ်တို့နဲ့သိနိုင်တဲ့အသိအမြင်တွေကိုလည်းပဲမြတ်စွာဘုရားဒီထဲမှာထုတ်ဖော်ပြီးတော့ပြောထားတယ်ဟုတ်လားအဲ့ဒါဦးဇင်းကဒီသုတ်တံကိုတစ်ခါမှမဟုတ်ဘူးသေးဘူးစိုးရိမ်စိတ်ကလေးနည်းနည်းတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ပိဋကကိုငါစိတ်ဝင်စားဖို့ဖြစ်အောင်ပြောမှပြောနိုင်ပါမလားဆိုတာလေးပဲဒီမှာကြီးနော်နည်းနည်းလေးအာရုံစိုက်ဖို့လိုတယ်အပေါ်ကအတန်ကလည်းကြွမ်းကြွမ်းနဲ့ဟုတ်လားအဲ့ဒါဦးဇင်းကတော့တိုက်ပွဲတစ်ပွဲတွဲနေရတယ်လို့ပဲအောင်းပိတ်ပြီးတော့ပြောတော့မှာပဲနော်အဲ့ဒီတော့ဒကမာကြီးတွေကဦးဇင်းကိုဝိုင်းပြီးတော့ကူညီရမယ်ဒကာကြီးတွေမျက်နှာကဘယ်နာရောက်နေတယ်မသိဘူးဒကမာကြီးတွေမျက်နှာကြီးပဲဒါကြောင့်ဒကာကြီးတွေမျက်နှာလိုက်တယ်လို့မအောင်မိပါနဲ့နော်တွေ့တဲ့သူကိုပဲစီးပြီးတော့ခေါ်လိုက်တာပဲဦးဇင်းကဟုတ်လားအဲ့တော့ဒကမာကြီးများကဦးဇင်းကိုဘယ်လိုကူညီရမှာလဲဆိုတော့စိတ်ဝင်စားတဲ့အမှုအရာအပြည့်အဝပြပြီးတော့ကူညီရမယ်ဟုတ်လားအဲ့တော့မှဦးဇင်းတို့ပြောရတာရှိကအားရှိတာလေအားရှိမှဉာဏ်ကလည်းထိုက်တဲ့လောက်ပွင့်တာလေဘာဘုန်းကြီးရှိကပြောနေတာကိုစိတ်ဝင်စားတဲ့အမှုအရာနဲ့ပြင်းမှုပြင်းရနဲ့သိစိတ်ဝင်စားပါဘူးထိုင်ပြီးလက်စားနဲ့မို့လားသက်ပြီးတော့ထိုင်နေရတာပါဆိုတော့ဆိုင်မျိုးပေါက်နေတယ်ဆိုရင်ဘုန်းကြီးကရှိကပြောရတာဘယ်စိတ်ချမ်းသာမှလဲစိတ်မချမ်းသာနဲ့ပြောနေရလို့ရှိရင်ဉာဏ်ကတော့ပွင့်အောင်မှာပါဗျာမပွင့်တော့ဘူးအဲ့တော့ဒကာကြီးဒီမိုင်များဦးဇင်းတရားကောင်းမကောင်းကဦးဇင်းပုံမှာကြီးမူတည်တာမဟုတ်ဘူးဒကာကြီးဒကမာကြီးများပုံမှာလည်းမူတည်နေတာဘုန်းကြီးကသူ့အပြစ်ကိုတို့ပေါ်တွဲချတာလို့အဲ့လိုလည်းမထင်နဲ့တော့ဒါအမှန်ပြောတာဟုတ်လားဟောပြောချက်တစ်ခုကောင်းဖို့ဆိုတာဟောတဲ့လူရောနားထောင်တဲ့လူရောပဝင်းချင်းအခြေအနေတွေရောအားလုံးရဲ့အပေါ်မှာမူတည်နေတာဟုတ်လားတခုသေးပေါ်ညှိတယ်လို့လည်းမအောင်မေ့ပါလိမ့်နဲ့ဟုတ်လားအဲ့တော့ဦးဇင်းတရားကောင်းကောင်းလေးနာကျင်တယ်ဆိုရင်ဒကာကြီးမိုင်များကဘယ်လိုကူညီရမှာလဲရာနှုံးကြည့်စိတ်ဝင်စားတဲ့ပုံစံမပေါအောင်တော့နည်းနည်းလေးတော့ဟန်ဆောင်ပြီးတော့ဖမ်းတာဟုတ်လားသုတ္တန်ရဲ့နာမည်ကဗျမ္မာနိမန္တနိကသုတ္တန်တဲ့နော်ဒီထဲမှာဦးဇင်းတို့အကြောင်းအရာပေါင်းများစွာပါဝင်ပါလေဟုတ်လားဦးဇင်းတို့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်9နာရီတောင်မှတ်တင်ပါပြီဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုဒီစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုတို့မဟာကရုဏာကိုပညာကိုနှစ်ပေါင်းစုံလို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယူသည်မြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ကလေးတွေချီထားကရုဏာတိတလဟရယပညာပေဇောတဝိဟတမောဟတမံသန္တမရလောကကရုဏိတုကတံဂတိဝိမု ဒံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါ၏သောပညာပေဇောတဝိဟတမောဟတမံအရဟတမေတိဟူသောအရာဝလင်းဖြင့်ဝိဇာတိဟူသောမိုက်မောင်ကိုဖေခွာတော်မူ၏သောသာနရမရလောကကရုလူနာမြမတတ္တဝါတန္တတို့၏ကြောက်တိတန်တို့အလေးကလူပြုအပ်သောတဆူရီသောဆရာတကယ်လည်းဖြစ်တော်မူပါ၏သောဂတိဝိမု ဒံဒီဝမနုဿာနိရိယနှင့်ပေဒတလိသံလာယရှိငါတံသောဂတိတို့မာ၏သူသဖြင့်ကင်းလွတ်တော်မူ၏သောသူကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်စုတော်ပူပါ၏သောဘုရားသစ္စာမိယဘုရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားခြင်းနှင့်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဘယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညပရမမမူယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်
ဝရိဝနာမကံဝေစီမနောခြေဝေသုံးဒီတော်ရပနာမဖြင့်တုံးကွန်ယူကျူလက်ဆုံမူကားရှိခိုးဥညုပါ၏မြတ်စွာဘုရားဗျမ္မာနိမန္တလိကသုတ်တံဒီသုတ်တံကိုဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြည်မုံစီတဝန်ကျောင်းတော်မှာတည်င်းသုံးတော်မူခြင်းခါကာလတုန်းကဟောကြားတော်မူခဲ့တယ်။ဒီလိုကိုဟောတာလေဆိုတော့ယဟန်တော်တွေကိုဟောပြယဟန်တော်တွေကမြတ်စွာဘုရားရဲ့ရှေ့မှာစုဝေးပြီးတော့ယူယူတည်တည်တရားနာယူနေကြတဲ့အချိန်မှာမြတ်စွာဘုရားဟောကြားတော်မူခဲ့တယ်။ယဟန်တို့အခါတစ်ပါးအဘုရားရှင်ကိုရောမြတ်ဥက္ကဋ္ဌမြို့သူဘကတောအုပ်ကြီးထဲမှာအင်မတန်ကြီးမားတဲ့အင်းရင်းမင်းကြီးတပင်ရဲ့ခြေရင်းမှာငါဘုရားတပါးတဲ့တည်သုံးပြီးတော့နေတော်မူတယ်။တစ်ချိန်တုန်းကဖြစ်ပျက်ခဲ့တာကိုပြန်ပြီးတော့ပြောပြတာဟုတ်လား။မြတ်စွာဘုရားရဲ့ရှေ့မှာဘယ်သူတွေရှိနေတယ်။ရှင်ဟန်တော်တွေရှိနေတယ်။စသားတို့တဲ့အခါတစ်ပါးငါဘုရားရှင်ကိုရောမြတ်ကြီးဥက္ကဋ္ဌမြို့သူဘကတောအုပ်ကြီးထဲမှာအင်မတန်ကြီးမားတဲ့အင်းရင်းပင်ကြီးရဲ့ခြေရင်းမှာတပါးတဲ့တည်သုံးပြီးတော့နေနေတာအဲ့ဒီလိုနေနေတဲ့အချိန်မှာဘာဖြစ်တော့ဆိုတော့ပထမဇန်နေရပြီးတော့ဗြမာဖြစ်နေတဲ့ဦးဇင်းတို့မဟာဗြမာကြီးနာမည်ကဘကအဲ့ဒီဘကဗြမာကြီးကအယူဆတွေလွဲလာဘယ်လိုယူဆတွေလွဲတာလဲဆိုတော့ဗြမာပြည်မှာရောက်နေတာကြာလာပြီအဲ့ဒီဗြမာပြည်မရောက်ခင်တုန်းကလည်းပဲအဲ့ဒီဗြမာတဲ့ပုံမူပြီးတော့တတန်းရှည်တဲ့အထက်ဗြမာပြည်ကနေသူကဆင်းလာတာအဲ့ဒီလိုတတန်းတွေကရှည်လာပြီချမ်းချမ်းသာသာနေလာတာလည်းကြာလာပြီဆိုတော့အဲ့ဒီမဟာဗြမာကြီးဖြစ်ပြီးတော့အစာဘင်းတုန်းကတော့ငါဘယ်ဘဝကလာတာလို့သူသိသေးတယ်အဲ့ဒီလိုနဲ့ကြားကြလာတော့ဒီဘဝကလာတာလို့လည်းသူမသိတော့မေ့တော့တာဟုတ်လားသူရဲ့ပဋိသန္ဓေကိုလည်းသူမမှတ်မိတော့ဘူးအဲ့ဒီလိုမေ့သွားတော့သူကဘလို့ယူဆတွေမှားလဲဆိုတော့ဟောဒီအခုငါနေတဲ့ဗြမဘုံဒီခိုင်မြဲတဲ့နေရာတည်မြဲတဲ့နေရာငါဆိုတဲ့ဒီငါဟာလည်းပဲဘယ်တော့မှမပြည့်စည်တော့မဲ့အရာမြဲတယ်ဆိုတဲ့အယူအဆကြီးသူ့မှာဆွဲသွားတာဟုတ်လားကျန်တဲ့တတ္တဝါတွေကိုငါဖန်ဆင်းထားတာကျန်တဲ့တတ္တဝါတွေကိုသူဖန်ဆင်းထားတာတဲ့ဗျာအဲ့ဒီတော့ငါရဲ့ဟောဒီဗြမဘုံကလွယ်လို့တခြားလွတ်မြောက်ရာနေရာဆိုတာမရှိဘူးဒါဟာအမွန်မြတ်ဆုံးသောနေရာလွတ်မြောက်ရာနေရာအကောင်းဆုံးနေရာပဲလို့အဲ့လိုအယူဆမှားတကယ်ကတော့သူ့တဲ့အများကြီးအသက်ရှိတဲ့ဗြမာတွေရှိတယ်အဲ့ဒါသူမသိဘူးနော်ပြီးတော့မဉ္ဇဉ်ဘုံဉဏ်နဲ့အာယုပြုရတဲ့နိဗ္ဗာန်ဆိုတာရှိတယ်အဲ့ဒါကိုသူမသိဘူးမသိတော့သူ့ဘဝသူ့အဖြစ်ကိုပဲလောကကြီးရဲ့လွတ်မြောက်ရာလို့သူကထင်တာဟုတ်လားအဲ့ဒါလိုထင်ပြီးတော့ငါဒီခိုင်မြဲတယ်ကျန်တာတွေဟာငါဖန်ဆင်းထားတာငါဖန်တီးထားတာအဲ့ဒါလိုအင်မတန်အားကောင်းတဲ့လွဲမှားတဲ့အယူဆကြီးဖြစ်နေတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားကအင်းကြီးမင်းချီရင်မှာတည်င်းသုံးရင်းနဲ့အဲ့ဒီဗြမာကြီးကိုအကြောင်းပြုပြီးတော့ဗြမာပေါင်းများစွာကိုတရားဟောပြီးတော့အကျွတ်တရားရမှာကိုမြင်တော်မူလို့မြတ်စွာဘုရားကကွေးသောလက်ကိုဆန့်လိုက်တယ်လို့ဆန့်သောလက်ကိုကွေးလိုက်တယ်လို့အလုံးလျင်များစွာဖြင့်ဗြမာပြည်ကိုမြတ်စွာဘုရားရောက်သွားတယ်ဒီတဲ့စိတ်ဝင်စားရလားစိတ်မဝင်စားလို့တရားမကောင်းရင်တော့ဒကမာကြီးတို့အပြစ်မကင်းဘူးနော်ဟုတ်လားအေးမြတ်စွာဘုရားအခုပဲရောက်သွားပြီလေဗြမာပြည်ကိုရောက်သွားပြီအဲ့ဒီသူဘကတောအုပ်ထဲကနေကိုယ်ပြီးတော့ဗြမာပြည်ကိုရောက်သွားတယ်ရောက်သွားတော့ဗြမာကြီးကမြတ်စွာဘုရားကိုခရီးဦးကြိုဆိုတယ်။အော်ယဟန်ကိုယ်မှာကြွပါအရှင်ဟာအင်မတန်ထင်ရှားကြော်ကြားတဲ့ပုဂ္ဂိုလ်ကျွန်ုပ်တို့ရဲ့ဗြမာပြည်ကိုအချင်းချင်းမြတ်စွာမှပဲလာတော့တယ်။အဲ့ဒါလို့သူကမြတ်စွာဘုရားကိုနေရာနဲ့ဖိတ်မှန်ပြီးတော့
မြတ်စွာဘုရားကိုခရီးဥကျိုးဆိုတယ်အဲ့ဒီမှာခရီးရောက်မဆိုင်ပဲမြတ်စွာဘုရားကိုသူကသူ့ရဲ့အယူအဆကိုတန်းပြီးတော့ပြောတာညာကိုဓမ္မတကယ်စင်စစ်အခုငါရနေတဲ့ဒီခန္ဓာငါရနေတဲ့ဒီဘဝမှာခိုင်မြဲတဲ့ဘဝမွေးခြင်းအိုခြင်းနာခြင်းသေခြင်းရွေလျောခြင်းမရှိတဲ့ဘဝဒီဟာဒီပင်နဲ့လောကကြီးရဲ့လွတ်မြောက်ရာဒါဒီပင်နဲ့အထွတ်အထိပ်တရားဒါကလွဲလို့တခြားလွတ်မြောက်ရာဆိုတာလောကမှာမရှိဘူးလို့သူ့ရဲ့အယူအဆကိုအဲ့ဒါလိုအကျဉ်းမြင်ကလေးနော်တခါကြီးဒီမိုင်းမြတ်အဲ့ဒါလိုမြတ်စွာဘုရားကိုသူကတင်ပြအဲ့ဒီလိုလည်းမြတ်စွာဘုရားကိုပြောလိုက်ရောမြတ်စွာဘုရားကအချင်းတို့သူ့ကိုပြောသလိုမဟုတ်ဘူးဘေးကဗြဟ္မာတွေလည်းအများကြီးရှိတယ်နော်သူ့ရဲ့အလုတ်ကျွေးတွေအပေါင်းဘော်တွေဗြဟ္မာတွေအများကြီးရှိတယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကကြည့်ပြီးတော့အချင်းတို့ဟောဒီဘကဗြဟ္မာတိမိုက်မဲလေးစွာဗါတဲ့တို့မိုက်မဲလေးစွာမိုက်တယ်ဆိုတာမသိဘူးဆိုတာကိုပြောတာလေဟောဒီဗြဟ္မာတိမိုက်မဲလေးစွာတကယ်စင်စစ်မမြဲသောခန္ဓာရှိပါတဲ့ကနဲ့မြဲတယ်လို့ဆိုပြီးဣတိဒါအစာလေးလို့ရွတ်ပြတာဟုတ်လားမမြဲသောခန္ဓာရှိပါတဲ့ကနဲ့မြဲတယ်လို့သူဆိုနေတာမူခြင်းအိုခြင်းနာခြင်းသိခြင်းထင်ရှားရှိနေပါတဲ့ကနဲ့ဒါတွေမရှိဘူးလို့သူကြောင်တောင်ညင်းနေတာသူ့ထက်မုံမြတ်တဲ့ဓမ္မပြည်တွေမဉ္ဇဉ်ပူဉ္ဇဉ်နဲ့အာယုပြုရတဲ့နိဗ္ဗာန်ဆိုတဲ့တရားတို့တရားမြတ်တွေလွတ်မြောက်ရတယ်ရှိနေပါလျက်ကနဲ့သူ့ဘဝသူ့အဖြစ်ကိုပဲလွတ်မြောက်ရလို့လွယ်လွယ်မှားမှားပြောနေတာအချင်းတို့ဘကဗြဟ္မာဟာအင်မတန်မိုက်မဲတာပဲတဲ့ဒီတဲ့မြတ်စွာဘုရားကတော့ပြောင်းပြောတာပဲနော်ဘကဗြဟ္မာဟာဗါတဲ့တို့အင်မတန်မိုက်မဲတာပဲလို့အဲ့ဒါလို့သူ့ရဲ့အယူအဆကိုလွှမ်းမိုးပြီးတော့ပြောတာအဲ့ဒီလိုပြောတဲ့အချိန်မှာဘာဖြစ်လို့ဆိုတော့မာနရောက်လာတယ်ဒီနေ့ဘာရောက်လာလဲမာနရောက်လာပြီးတော့မာနကအလုံးအကျွေးဗြဟ္မာငယ်တယောက်ရဲ့ကိုယ်ကိုဝင်ပူးတာအိုးစရာကောင်းတယ်နော်ဗြဟ္မာကြီးတွေကိုသူမပူးနိုင်ဘူးဗြဟ္မာကြီးတွေကတကိုးရှိအဲ့ဒီအလုံးအကျွေးဗြဟ္မာပါဠိသစ္စာအင်မတန်ငယ်တဲ့ဗြဟ္မာကိုသူကဝင်ပူးတာဝင်ပူးပြီးတော့အဲ့ဒီဗြဟ္မာကပြောတဲ့ပုံစံမျိုးနဲ့မြတ်စွာဘုရားကိုပြောတာအနှောင့်အယှက်ပေးတာပေါ့လေအဲ့ဒါမာနကဘယ်လိုလုပ်ပြီးတော့မြန်မြန်ဆန်ဆန်ရောက်လာလဲဆိုတော့သူကနတ်ပြည်ကနေကြည့်နေတာရဟန်းဘောရမပဲရောက်နေတော့ဥက္ကဋ္ဌမျိုးရဲ့သူ့ဘကတော့အုပ်ထဲမှာတရင်သုံးနေတကူဟောအခုဓမ္မပြည်ကိုရောက်သွားပြီသူသိတယ်နော်သိလို့အဲ့ဒါနောက်ကနေပြီးတော့ဗြဟ္မာတွေကိုတရားဟောလို့ဗြဟ္မာတွေအကျိုးတရားရသွားရင်ခရကြီးရဲ့ဒါကြောင့်ယဟန်ဘောရမတရားဟောခြင်းတဲ့ဆန္ဒတွေပြည့်စည်သွားအောင်ငါလိုက်ပြီးတော့အနှောင့်အယှက်ပေးမယ်ဆိုပြီးတော့သူကလိုက်လာတာဒီတရားတော်ဟောမယ်လို့စိတ်မကူးရသေးဘူးအနှောင့်အယှက်ကရောက်လာပြီနော်ဘကဗြဟ္မာသင်ဟာမိုက်မဲနေစွာလို့ပြောပါရှိတယ်အကျိုးရောက်လာပြီလို့ဘာနဲ့ရောက်လာပြီရောက်လာဝင်မှုပြီးတော့ဘာပြောလို့ဆိုတော့ယဟန်ဘောရမတဲ့ဒီမဟာဗြဟ္မာကြီးကိုမထိပါနဲ့ဒီဗြဟ္မာကြီးကိုမထိခိုက်နဲ့ဘကဗြဟ္မာကိုသင်မရှုံချနဲ့ဒီဗြဟ္မာကြီးဟာအင်မတန်တကိုးကြီးတယ်လွှမ်းမိုးနိုင်တဲ့သူလောကကြီးကိုသူဖန်တီးထားတာသူဖန်ဆင်းထားတာဘောင်းမဲကြောင့်သင်ဟာဒီဘကဗြဟ္မာကိုနှိပ်စက်ပြီးတော့ထိခိုက်ပြီးတော့ပြောနေရတာတော့ဘကဗြဟ္မာဟာအင်မတန်အစွမ်းရှိအဲ့ဒီမှာသူကအဲ့လိုလေးဘကဗြဟ္မာကိုချီးမြှောက်ပြီးတော့သူပြောခြင်းရာကိုတန်းပြောတာဗျာဘာပြောလဲဆိုတော့စိတ်ဝင်စားတဲ့အကောင်းနဲ့နည်းနည်းလေးနားဆိုင်ချောင်းကြည့်ဟောဒီပထဝီဓာတ်အစရှိတဲ့နတ်တွေဗြဟ္မာတွေဒီလောကကြီးဒီသင်္ခါရတရားတွေလို့ဆိုရပါစို့နော်ဒီတရားတွေကိုအနိစ္စပဲမမြဲဘူးပဲဒုက္ခပဲဆင်းရဲတယ်အနတ္တပဲအနိတ္တကမရှိဘူးလို့ဒီတရားတွေကိုသင်မကဲ့ရဲ့မရှုံချပါနဲ့တဲ့ဟောပြောတယ်နော်ဒကာဓမ္မတို့ဦးဇင်းတို့ဉာဏ်ထဲမှာရှိထားတယ်သိထားတယ်လေဒီခန္ဓာဟာတကယ်စင်စစ်အနိစ္စမမြဲဘူးလို့သိတယ်ဟုတ်လားဒီခန္ဓာကိုယ်ဟာတကယ်စင်စစ်သူဖြစ်ခြင်းနဲ့အကြောင်းအားလျော်စွာဖြစ်เสียအကြောင်းရှိသည့်အားလျော်စွာဖြစ်နေတာပြည့်နေတာကိုလည်းတားမရရှိမရတကယ်စင်စစ်ဒုက္ခပဲ
အနှစ်သာရမရှိဘူးပဲလို့ဒကာဓမ္မတို့ဦးဇင်းတို့သိတယ်နော်အဲ့ဒါကိုသူကဘယ်လိုနာမည်တက်တာတော့ဆိုတော့ဒီပထဝီဓာတ်အစရှိတဲ့ဒီတတ္တဝါတွေဒီနတ်တွေဒီပြမာတွေကိုသင်မကဲ့ရဲ့နဲ့မရှုံချနဲ့တဲ့ဘာပြုလို့လဲဆိုတော့တဲ့ရှင်းတော့ကသင်လိုပဲတဲ့သမဏပြမဏအမိခံတဲ့သူတော်ကောင်းတွေဟာဒီပထဝီဓာတ်အစရှိတဲ့နတ်တွေပြမာတွေဒီခန္ဓာတွေကိုကဲ့ရဲ့ရှုံချခဲ့လို့ဒီတော့အပေကြတယ်တဲ့ပြောချင်ရရှုပ်ပြောနေတာတော့မာနကသိလားခန္ဓာကိုယ်အနိစ္စဒုက္ခအနတ္တလို့ရှုံချမိလို့ဒီတော့ဘာဖြစ်တယ်အပေကြတယ်ဗျာအဲ့ဒါလိုပြောပြီးတော့ဗာဆက်ပြောလို့ဆိုတော့သိရင်ရှိကြတဲ့သမဏပြမဏတွေကဒီပထဝီဓာတ်အစရှိတဲ့ဒီယုတ်တရားနန္တရားဒီနတ်တွေဒီပြမာတွေကိုအနိစ္စဒုက္ခအနတ္တလို့မရှုံချပဲနဲ့ကောင်းတယ်ဒီတရားတွေကအကောင်းတွေမွန်မြတ်တဲ့တရားတွေလို့ချီးမွမ်းခဲ့လို့အဲ့ဒီသမဏပြမဏတွေသေတော့ဇမမြေကိုရောက်တယ်တဲ့ဟုတ်လောကကြီးကိုအကောင်းလို့ပြောခိုင်းတာနော်တကယ်စင်စစ်ကလောကကြီးကအကောင်းလားမကောင်းဘူးလောကကြီးမှာဘလို့မှညင်းလို့မရတဲ့အင်မတန်ထင်ရှားတဲ့ပြစ်ချက်ကြီး၃ချက်ရှိဒီခန္ဓာကိုယ်ပဲလောကကြီးလို့ခေါ်တာနော်လောကကြီးဆိုလို့ပဝန်းကျင်ကြီးကိုမျက်စိနဲ့မမြင်နိုင်တဲ့သိလားလောကဆိုတာဒီခန္ဓာကိုယ်ဟာလောကတစ်ခုပဲနော်လောကလို့ပြောလိုက်တော့လူတွေကကဘာမြင်ကြီးကိုနှပ်ပြီးတော့မြင်မှာဆိုရအဲ့တော့ဒီခန္ဓာဒီဟူသောလောကသည်ဘလို့မှမငင်းနိုင်တဲ့ပြစ်ချက်ကြီးဘယ်နှချက်ရှိတယ်၃ချက်ရှိတယ်ဒီလူတွေရိုးနေအောင်သိပြီးသားဗာများလဲအနေစာဒုက္ခအနတ္တနော်ဘလို့ကောင်းပါလေပြောပြောထိထားလို့မရဘူးတဖြည်းဖြည်းနဲ့ပြည့်စည်သွားဟုတ်လားအဲ့တော့ကောင်းနေလို့ထင်တာဒီတကယ်စင်စစ်ကတော့အမြင်မှားပဲနော်တကယ်စင်စစ်ကပြည့်စည်သွားတာနော်ဆင်းရဲနေတာကိုဖြစ်ချင်တာတွေဘာမှဝင်ဆွတ်လို့မရဘဲနဲ့ဖြစ်เสียအကြောင်းရှိသည့်အားလျော်စွာဖြစ်နေတာကိုဖြစ်ချင်တာနဲ့ဖြစ်เสียအကြောင်းနဲ့ကြိုက်သွားတယ်ဆိုရင်တော့ကိုဖြစ်ချင်တာတွေဖြစ်တယ်လို့ပြောလို့ရမှာပေါ့လေအဲ့ဒါလည်းကိုကဖြစ်ချင်လို့ဖြစ်တာလားဖြစ်เสียအကြောင်းရှိလို့ဖြစ်တာလားဖြစ်เสียအကြောင်းရှိလို့ဖြစ်တယ်အဲ့ဒါလိုလောကကြီးမှာအိဋ္ဌဒုက္ခအနတ္တလို့ပြစ်ချက်ကြီး၃ချက်ရှိလို့သူတော်ကောင်းကြီးတွေကအမှန်မြင်ပြီးတော့ဘဝဆိုတာလောကဆိုတာအကောင်းတစ်ခုမှမရှိဘူးလို့ဘဝကိုပယ်ပယ်နေနေရှုချတယ်ကဲ့ရဲ့ဒါသူတော်ကောင်းရဲ့လမ်းစဉ်နော်အဲ့ဒါကိုမာနကရည်ရွယ်ပြီးတော့ပြောနေတာအဓိကချက်ကိုမှသွားပြီးတော့နှောင့်ယှက်နေတာနော်ဒကာကြီးမိုင်မြပေါ်ပေါ်တန်တန်မဟုတ်ဘူးသိလားအေးဘဝကိုကဲ့ရဲ့ရှုချတဲ့ပုဂ္ဂိုလ်တွေတည်တော့အပေရောက်တယ်တဲ့ဘဝကိုချီးမွမ်းတဲ့ပုဂ္ဂိုလ်တွေတည်တော့ပြမဖြစ်တယ်တဲ့ဒါဘယ်သူအယူဆလဲမာနရဲ့အယူဆဒါကြောင့်မြမကြီးကိုမထီပါနဲ့ဘကမြမဟာတိတ်အစွမ်းကြီးတယ်မြမကိုထီပါလို့ရှိရင်သင်ဒုက္ခရောက်လိမ့်မယ်တဲ့အင်မတန်နဲ့တဲ့ကြောင်ထဲကိုကျသွားတဲ့ပုဂ္ဂိုလ်ဟာဘာမှထောက်ရတီးရဆုပ်ရကန်ရမရှိဘဲနဲ့ဒုက္ခရောက်တယ်လို့မျိုးသင်ဒုက္ခရောက်လိမ့်မယ်တဲ့ချင်း6ချက်တွေတောင်ပါသေးတယ်နော်အဲ့ဒီလိုမာနကပြောတော့မြတ်စွာဘုရားကအချင်းမာနသင်ကိုငါသိတယ်တဲ့မြတ်စွာဘုရားကငါကိုယဟန်ဘောရမမသိဘဲနဲ့ရမ်းပြောနေတာလို့သင်မထင်နဲ့သင်ကိုငါသိတယ်သင်ဟာလေသင်ရဲ့အလိုကိုဟောဒီဂျမာတွေကစပြီးတော့လိုက်နေရသင်ရဲ့အလိုဒါပေမဲ့ငါကတော့သင်ရဲ့အလိုကိုလိုက်မှာမဟုတ်ဘူးသင်ရဲ့လက်အောက်ကိုငါဘယ်နည်းနဲ့မှမရောက်ဘူးတဲ့ငါဟာသင်ရဲ့နေပယ်ကလွတ်မြောက်ပြီးတာလို့မြတ်စွာဘုရားကအဲ့ဒါလိုမာနကိုပြန်ပြီးတော့ပြောတာဦးဇင်းတို့အချင်းချင်းဆိုလိုရင်းလေးတွေကိုပဲပြောသွားမှာနော်အဲ့ဒီလိုမာနကိုပြောတော့မာနကလည်းတိတ်သွားရောသူကတော့ဗြဟ္မာတရားကိုဝင်ပူးပြီးတော့ဗြဟ္မာကပြောတဲ့ပုံစံနဲ့ပြောတာကိုအဲ့ဒီလိုမာနကိုပြန်ပြီးတော့တုံ့ပြန်တော့ဘကဗြဟ္မာကတစ်စက္ကန့်ထလာတယ်ဘယ်နဲ့ပြောတယ်ဆိုတော့ယဟန်ဘောဓမာတဲ့ငါကမြင်လို့မှုမြဲတယ်လို့ပြောတာပါတဲ့တကယ်ငါရဲ့ခန္ဓာဟာမြဲတယ်တဲ့တနာလည်းတနာကြကောင်းတယ်နော်ဣတိဘကဗြဟ္မာကိုဆွတ်ပြီးတော့အထင်သေးမနေနဲ့သူအကျွတ်တန်းဝင်နေဗျဟုတ်လားဘုရားကဒီလိုပါလို့ပြောလိုက်တော့လက်ခံသွားတယ်ဗျခင်ဗျားတို့ကျုပ်တို့ကဘုရားကဒီလိုပါလို့ပြောပြီးတော့ခုချိန်ကြီးလက်မခံနိုင်နေကြတယ်အများကြီးရှိကျူးပြီးတော့မြမကြီးကိုအထင်သေးမှဆိုလို့ဟုတ်လားဟင်ဒကာကြီးမိုင်းမြအဲ့ဒီမှာဘဂဗြဟ္မာအခုအမြင်မရှင်းသေးတော့သူကပြောနေတယ်
မြဲလို့မို့မြဲတယ်ပြောတာပါတဲ့တကယ်စင်စစ်ဒါဟာရွေလျောတဲ့သဘောမရှိဘူးဟောဒီပြမာကလွဲလို့တခြားလွတ်မြောက်ရတကယ်မရှိဘူးသင်မရှာနဲ့ပင်ပန်းရုံပဲရှိမယ်တဲ့ပြမပြည်ကလွဲလို့လွတ်မြောက်ရမရှိဘူးတဲ့အဲ့ဒါသင်မရှိတာကိုရှာတဲ့အတွက်ကြောင့်သင်ပင်ပန်းရပဲရောက်မယ်တဲ့သူကတကယ်မှမလွတ်မြောက်ဘူးသေးတာဘူးသူထင်တာသူစွတ်ပြောနေတာနော်အေးဒါလေးကိုလည်းပဲသင်္ကန်းသာယူရကိုထင်တိုင်းမှန်တတ်တာမဟုတ်ဘူးဆိုတာလေးကိုပေါ့ဟုတ်လားကုမနဲ့ဂျမကြီးကလည်းပဲသူမိနေတာလေအသက်တွေကရှည်လုံးလှပြီဆိုတော့မိနေတော့လားဟုတ်လားအဲ့လိုမိနေတဲ့အတွက်ကြောင့်သူကမသေးဘူးမြဲတယ်လို့အဲ့လိုထင်နေတာအဲ့ဒီမှာမြတ်စွာဘုရားကဘဂဗမြတ်ကြီးသင်ဟာတဲ့အင်မတန်မှားယွင်းနေတာပဲသင်ကိုသင်ကမြဲတယ်လို့ထင်နေတာတကယ်စင်စစ်သင်တဲ့အသက်ရှည်တဲ့ဗြဟ္မာတွေအများကြီးရှိသင်ကိုယ်တိုင်တော်မှဟောဒီဗြဟ္မာပထမဇန်မဟာဗြဟ္မာကြီးမဖြစ်ခင်တုန်းကအာဘတ္တရဆိုတဲ့ဗြဟ္မာပြည်ကနေလာအာဘတ္တရဆိုတာပီတိတွေအင်မတန်အဖြစ်များတဲ့ဗြဟ္မာဘုံတစ်မျိုးပေါ့ဘယ်လောက်ထိသူကအသက်ရှည်တော့ဆိုလို့ရှိရင်မဟာကတ်ကြီး10ကတ်လောက်ထိအသက်ရှည်တယ်ခုဒီမြမကြီးအခုလောလောဆယ်အသက်ရှည်နေတာကတကက်ပဲအသက်ရှည်တာမြတ်စွာဘုရားကတိတိကျကျပြောတယ်နော်သင်ဟာတဲ့သင်ကိုသင်သိပြီးတော့အစွမ်းကြီးတယ်လို့ထင်နေတာတကယ်စင်စစ်ကတော့သင်ရဲ့တကူအာနာဟာလေဟောဒီစัจ java လာတိုက်ပေါင်း1000ပဲသင်လွှမ်းမိုးနိုင်တာဆိုတော့မဆိုဘူးနော်အဲ့ဒီမြမကြီးကဘဝတစ်ခုလုံးကသူကဇန်လေးပင်ရင်တွေရအောင်ကျင့်ခဲ့တာသူ့အကြောင်းကိုပြီးတော့ဦးဇင်းပြောပြပါမယ်ဟုတ်လားအဲ့ဒီလိုကျင့်ခဲ့တဲ့အစွမ်းတွေကြောင့်မို့လို့သူခုမြမကြီးလာပြီးတော့ဖြစ်နေတာအဲ့ဒါစัจ java လာပေါင်း1000သူလွှမ်းမိုးနိုင်သူ့ရဲ့တကူနော်ဒါပေမဲ့တင့်ချက်သားတဲ့သင်ကတကယ်ကတော့တဟတ်တိမြမပဲတင့်ချက်သားတဲ့ဒွိတဟတ်တိစัจ java လာ2000လွှမ်းမိုးနိုင်တဲ့မြမတွေလည်းရှိတယ်တဲ့မြတ်စွာဘုရားကသူ့ရဲ့အများကြီးသိတာဦးဗျဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကပြောပြတာဂရေတင့်တဲ့လွှမ်းမိုးနိုင်တဲ့စัจ java လာ1000စัจ java လာ3,000ကြီးလွှမ်းမိုးနိုင်တဲ့မြမတွေတော့ရှိတယ်တဲ့မြတ်စွာဘုရားရဲ့ယတနာတုတ်ကြီးကလေစัจ java လာပေါင်းပြီးတဲ့ထောင်တွေတောင်းတွေချီးပြီးတော့မလွှမ်းမိုးနိုင်ဘူးလားလွှမ်းမိုးနိုင်တယ်နော်အခုအဲ့ဒါလေးရှင်းပြီးတော့နားလည်ဖို့နော်အဲ့ဒီလိုမြတ်စွာဘုရားကပြောပြတော့ဗြဟ္မာကြီးကအံ့ဩနေအဲ့ဒီမှာမြတ်စွာဘုရားကသင်ဟာတဲ့ဒီဘဝမရောက်ခင်တုန်းကအာဘတ္တရဆိုတဲ့ဗြဟ္မာပြည်ကလာအဲ့ဒီဗြဟ္မာပြည်မရောက်ခင်တုန်းကဆိုပြီးတော့ဇက်ကြောင်းလေးကိုနည်းနည်းလေးစပြောတယ်တခုသောဘဝတုန်းကသင်ဟာအင်မတန်ကြီးကျယ်တဲ့စီးစိမ်ဥစ္စာကိုစွန့်ပြီးတော့ယတိပြုခဲ့တယ်ဇံပင်ရင်ရအောင်အားထုတ်ခဲ့တယ်အဲ့ဒီဇံပင်ရင်တို့မကွဲပြောင်းဖေးနဲ့ဇံလက်ရှိနဲ့သေတဲ့အတွက်ကြောင့်သင်ပေရောက်သွားတော့ဆိုတော့စတုထဇံရတဲ့ပုဂ္ဂိုလ်တွေနေရာဖြစ်တဲ့ဝေဟတ်ဖို့ဘုံဆိုပြီးတော့ဗြဟ္မပြည်ကိုရောက်တယ်အဲ့ဒါမဟာကပ္ပေါင်း900အသက်ရှိတယ်ပေးတဲ့မပြင်းတဲ့တော့ဗြဟ္မပြည်ရဲ့ဘုဟုတုတ္တတွေဘုရားရဲ့တဘိုးကြောင့်ခင်ဗျားတို့ကျွတ်တို့သိရတာဟုတ်လားအဲ့ဒီဝေဟတ်ဖို့ဘုံမှာရောက်နေတဲ့ဗြဟ္မကြီးတွေကမဟာကပ္ပေါင်း900အသက်ရှိအဲ့ဒါအဲ့ဒီဘကမြမလုံးကြီးနေနေတာအဲ့ဒီဘဝကသုတေတော့သူပဲရောက်လာတော့ဆိုတော့မဟာကပ္ပေါင်း64ကအသက်ရှိတဲ့သူပကိဏဘုံဆိုတာကိုသူရောက်တယ်တတိယဇန်ရဲ့အစွမ်းကြောင့်ရနိုင်တဲ့ဘုံပေါ့နော်မှန်ပါပါဗျာတတန်းတူသွားတယ်နော်ဆိုတော့က900အခုဘယ်လောက်လဲ64ကအဲ့ဒီကနေပြီးတော့သောသောကဦးဇင်းပြောခဲ့တဲ့ဒုတိယဇန်လေ့ကျင့်ပြီးတော့အာဘတ္တရဗြဟ္မဘုံအဲ့ဒီမှာမဟာက10ကတူသွားတယ်နော်900ကနေ64ကနေ10ကအဲ့ဒီဘဝကနေမှမဟာဗြဟ္မဆိုပြီးတော့အခုဘကဗြဟ္မလို့လာဖြစ်တယ်မဟာကတကပ်ပဲအသက်ရှိအဲ့ဒါကိုသင်ကသင်ကိုယ်သင်ရှည်လာပြီးထင်းနေတာတဲ့အဲ့ဒီလိုလေးပြောလိုက်ရောအိုးရဟန်းဘုရားမကငါဘဝနောက်ကျောင်းတွေကိုတောင်းသိနေပါလားအံ့ဩတယ်ဟုတ်လားအဲ့ဒီမှာသူကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့သင်ဟာအင်မတန်သိတာပဲအဲ့လိုသိတယ်ဆိုလို့ရှိရင်ငါရှိတော့ကဘယ်လိုကုသိုလ်တွေပြုခဲ့တယ်ဆိုတာသင်သိသလားဟာသိသိတာပေါ့မြတ်စွာဘုရားအများကြီးသိတာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကသူ့ဘဝဇက်ကြောင်းကို
ဦးဇင်းတို့950ဇက်တော်ထဲမှာလည်းပတ်တန်းတင်ထားတာရှိပါတယ်ဟုတ်လားအဲ့ဒါလေးတွေကိုဦးဇင်းတို့အကုန်လုံးပေါင်းဆက်ပြီးတော့ပြောပြမယ်နော်အဲ့ဒီမှာဗကပြမရဲ့ကုသိုလ်ကောင်းမှုသူ့ရဲ့ဖြတ်သန်းခဲ့ရတဲ့ဘဝတသိတ္တိတပေါ့လေဟုတ်လားအဲ့ဒီမှာတဲ့တခုသောဘဝတုန်းကတရားဖျားမပွင့်တဲ့ကကဘာတစ်ခုမှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေပတ်သက်မှုတွေအကုန်လုံးဆွန့်ပြီးတော့ယသိဝတ်ပြီးတော့တရားနှလုံးကျင့်သုံးလိုက်တာဇံပင်ကြီးရအဲ့ဒါခင်မာမြင့်ရဲ့ကံတဲ့တိရတေကလေးထိုးပြီးတော့တပါးတဲ့အေးအေးချမ်းချမ်းနေခဲ့တာသူတော်ကောင်းကြီးဗျနော်ပကပြမဖြစ်လာတဲ့ပုဂ္ဂိုလ်မှာပါလေသူတော်ကောင်းကြီးနော်အေးအဲ့ဒီခင်မာမြင့်ကံပေးမှာသင်္ကန်းကြောင့်လေးဆောင်းပြီးတော့တကယ်အေးအေးချမ်းချမ်းငြိမ်းငြိမ်းချမ်းချမ်းတပါးတဲ့သတင်းသုံးပြီးတော့နေတာဒီနေ့တော့သူကဇန်နေဝင်စားပြီးတော့ရှိကရှုခင်းကလည်းသိကောင်းတယ်ခင်ဗျာပြည်ကြီးကတအီးစီးဆင်းနေတာနော်ဒီကလည်းကြီးစိတ်ပြီးတော့တအီးစီးဆင်းနေတာအဲ့ဒါကိုသူကြည့်ပြီးတော့သူကဘာတွေစိတ်ကူးလဲဆိုတော့ဒီလောက်ကြည်လင်အေးချမ်းတဲ့ရေဒီလိုရေမျိုးကိုမရလို့စိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေဘယ်သူတွေများရှိလဲမသိဘူးဒါလေးသူစဉ်းစားနေတာပိဋကဘာကိုမြင်ပြီးတော့စဉ်းစားတာလဲရေကိုမြင်ပြီးတော့သူစဉ်းစားနေတာတိုက်ဆိုင်နေဗျာသဲကန္တာယာထဲမှာဒုက္ခရောက်နေတဲ့လူတစုရှိတယ်လဲပေါင်း900နဲ့တုံကူးကြတဲ့ရှင်းလုံးကတော့လဲခစ်ကိုဗျာနော်အဲ့ဒီတော့လဲပေါင်း900နဲ့သဲကန္တာယာကိုဖြတ်တန်းတာအဲ့တော့သူကနေဆိုလို့ရှိရင်လဲတွေကမောင်းလို့မရဘူးတဲတွေကအမြတ်တမ်းပူတယ်အဲ့ဒါညဟိုသာနဲ့မောင်းလို့ရတယ်နေ့ကိုအရေးထိုးပြီးတော့နေရညမှာနက္ခတ္တရာတွေကိုကြည့်ပြီးတော့အယက်ဒေတာကိုမှတ်ပြီးတော့သွားအဲ့ဒါခရီးလမ်းကိုကျွမ်းကျင်တဲ့လူကိုရှေ့လက်ထိပ်ကနေငှားပြီးတော့လက်ထိပ်ကနေတင်ပြီးတော့သူ့လမ်းညွှန်တဲ့သွားရတာရှေ့တုန်းကခရီးသွားရတဲ့ပုံစံပေါ့လေအဲ့ဒီလိုသွားရင်းနဲ့ရှေ့ကလူကညာပေါင်းများစွာကြောပြက်လာတော့အိမ်ငိုက်သွားတော့ဘာဖြစ်လဲဆိုတော့လှင်းတွေနွားတွေကလာလန်းတိုင်ပြန်လှည့်သွားတာပြန်လှည့်သွားတဲ့အခါကျတော့သူတို့ရဲ့စားရရိတ်စာရိတ်ခါတွေကြီးတွေကမရှိတော့အဲ့ဒီမှာသူတို့စိတ်ပြက်ပြီးတော့တို့တော့သေးပြီဒီကန္တာယာတွေကထွက်เสียလမ်းလည်းမရှိဘယ်နည်းနဲ့မှရေကလည်းမရှိဘူးအဲ့ဒါနဲ့တဲတွေအကုန်လုံးထိုးပြီးတော့တဲပြီးပြားမှာအရေးမှာစိတ်ပြက်လက်ပြက်သိခြင်းတရားကိုရင်ဆိုင်ကြတာပေါ့လေအဲ့ဒီလိုစိတ်ပြက်လက်ပြက်တဲ့ဒုက္ခရောက်နေတဲ့ကန္တာယာတွေကကုံတယ်တစုအခုပကဖြစ်လာပကပြမဖြစ်လာမယ်ယတိကြီးကမြင်လာသူ့ရဲ့စိတ်ကူးလေးကောင်းတယ်နော်တခါကြီးများဒီလောက်အေးချမ်းတဲ့ရေကိုမရလို့ဒုက္ခရောက်နေတဲ့လူတွေဘယ်သူများရှိလဲလို့သူကြည့်တာဟုတ်လားအဲ့ဒီမှာအဲ့ဒီကုန်တယ်တွေကိုမြင်တော့ဩငါမြင်နေပါလေခင်နဲ့ဒုက္ခမရောက်ပါစေနဲ့ဟုတ်လားဟင်တခါကြီးကိုအောင်ချိုဝဲလို့နော်အလုံးတန်တဲ့အေးလို့နော်အလုံးဒီစိတ်ဓာတ်ကလေးတွေကိုစက္ကနဲ့အာယုံပြုတ်ရတယ်နော်ဟုတ်လားအဲ့ဒါနဲ့သူကဘာလုပ်လို့ဆိုတော့ဟောဒီပုံမှန်တိုင်းစီးနေတဲ့ဂင်္ဂါမြေကြီးဟာအဲ့ဒီကုံတယ်တွေနားမှာရှိတဲ့သဲကန္တာယကုံတယ်တွေနားကိုဖြတ်ပြီးတော့စီးပါစေလို့အဋိဋ္ဌံနေတဲ့သူကတော့တကိုးကြီးတာဟုတ်ဗျာမှန်ပါပါအဲ့ဒီတော့ပင်ကိုစီးနေတဲ့ဒီဂင်္ဂါမြေဟာစီးလမ်းကြောင်းပြောင်းပြီးတော့အဲ့ဒီသဲကန္တာယတွေကိုဖြတ်ပြီးတော့စီးသွားတယ်တင်ကဘောဟုတ်လားအဲ့ဒါသူ့ရဲ့ဘာတကိုးလဲဇံပင်ရင်တကိုးနဲ့သူလုပ်လိုက်တာတနည်းအားဖြင့်ပြောရင်တော့စိတ်တကိုးပေါ့ဟုတ်လားစိတ်တကိုးနဲ့သူလုပ်လိုက်တာပဲဟုတ်လားအခုဒီမှာရေကားတူးတာကတော့စိတ်တကိုးနဲ့တူးလို့မရဘူးဟုတ်လားဘာတကိုးနဲ့တူးရငွေတကိုးနဲ့တူးရတယ်ငွေတကိုးနဲ့တူးရတယ်နော်ဒါပေမဲ့ပြည်တော်နည်းနည်းဖြတ်ပြီးတော့ပြောချင်ပါသေးတယ်ငွေဖြတ်အင်မတန်အရေးကြီးတဲ့အရေးပါတဲ့နေရာကပြတ်ထန်းနေတာကတော့ဘာလဲလို့မေးစိတ်ပဲပြီးတဲ့ရင်ငွေရှိတိုင်းရေထွက်သလားငွေတွေအများကြီးဒါနဲ့ဒီလူတွေနဲ့ငွေပိုးတဲ့လူတွေအများကြီးရှိတာမို့ဟုတ်လားဘုလူတွေရေမရှိတာသူမရှိတာကိုလည်းပါဆိုင်လဲဆိုရင်ပြီးတဲ့ရင်ငွေကနေရေဖြစ်လာတဲ့အကြောင်းရှိကိုမရှိဘူးအဲ့တော့ငွေရှိတိုင်းလည်းရေမရှိပါဘူးအေးငွေဆိုတာတကယ်စင်စစ်ကတော့အသုံးချစေရကိရိယာတစားပလာမြ
နော်အဓိကအရေးကြီးတာကစိတ်စေတနာဒီတိုင်ပါလေစိတ်စေတနာအဲ့ဒါလေးကမြင်လို့စရာအကောင်းဆုံးပါပဲတကယ်စင်စစ်ကတော့နော်ဒီလိုလည်းပဲကူညီနိုင်တဲ့အနေအထားလေးမှရှိတယ်ဒီလူတွေနဲ့အကူအညီလိုနေတယ်ရသွားပြီးတော့ချမ်းသာကြပါစေဘဝမှာအနှစ်သာရဆိုတာဒါမျိုးလေးတွေပဲနော်ကျန်တာတွေကတော့အကုန်ပြစ်ခဲ့ပဲလေပြီးရင်ပြီးကြရတာပဲလေတက္ကမကြီးတွေပြီးရင်ပြီးကြရတာပဲရိုးရိုးလေးတရားသဘောဆိုတာရိုးရိုးလေးစိတ်တွေကဆန်းနေလို့မမြင်နိုင်တာတရားသဘောကရိုးရိုးလေးပြီးရင်ပြီးကြရတာပဲအကုန်ပြစ်ခဲ့အကုန်ထားခဲ့နော်အဲ့ဒါဘဝရဲ့တန်ဖိုးရှိတဲ့အနှစ်သာရဆိုတာအဲ့ဒါလိုစိတ်စေတနာကောင်းကလေးတွေနဲ့သူများရဲ့အပေါ်မှာမုံမြတ်တဲ့စိတ်ကလေးတွေထားပြီးတော့ဆောင်ရွက်ပေးနိုင်တဲ့စိတ်သဘောလေးတွေကအင်မတန်ကျဉ်းနှံ့မှုရတယ်ဗျအများကြီးကိုပိုင်ရတာလေအဲ့လိုမျိုးလေးတွေကိုပိုင်ရတာကပို့ပြီးတော့နှစ်သာရလည်းရှိတယ်ကျဉ်းနှံ့မှုလည်းပို့ပြီးတော့ရတယ်ဒီဘဝမှာတကယ်ကျဉ်းနှံ့မှုရရင်အဲ့လိုစိတ်ကောင်းနှလုံးကောင်းလေးတွေများများမွေးဖို့မလိုဘူးလားဟုတ်တယ်အခုဘဂဗမြမကြီးကတော့ဇန်တကူရတယ်ဒီတဲ့ဇန်တကူကြောင့်ဟိုကင်္ဂါမြေကြီးကတက်ကန်တာရတဲ့စီးသွားတာလို့ပြောမယ်ဆိုရင်အပေါ်ရင်ပြောရင်မှန်တယ်အဲ့ဒီဇန်တကူတဲ့ပူပြီးတော့အထင်ကြီးစရာကောင်းတဲ့စိတ်တက်ကဘာလဲဆိုတော့အဲ့ဒီလူတွေကိုတနာပြီးတော့ကူညီခြင်းတဲ့စိတ်သူ့လိုဇန်ရတဲ့ယသိတွေအဲ့ဒီခေတ်မှာအများကြီးရှိမှာပဲလေကိုယ်ဇန်ချမ်းသာတဲ့ကိုအသာလေးနေနေရင်ကိုလူတွေကြီးတော့ပါမလားမတော့ရဘူးအဲ့တော့ဇန်ကိုလည်းပဲတည်ပြီးတော့အထင်မကြီးနဲ့နော်အထင်ကြီးတွေကတော့မရှိဘူးတော့ဘူးရှိတယ်သို့တော့အဲ့ဒီဇန်လည်းပဲအသုံးချတဲ့ပစ္စည်းတစ်ခုမျှတကယ်မုံမြတ်တဲ့နေရာမှာအသုံးချမယ်ဆိုတဲ့တဏှာတဲ့ကူညီခြင်းနဲ့စိတ်ဓာတ်ကလေးကပို့ပြီးတော့အဓိကမကြဘူးလားကြားတယ်ဒါလေးတွေကိုမြင်အောင်ကြည့်နော်အေးအဲ့ဒါလို့စိတ်ကြီးကသူ့ရဲ့ဇံပင်ရှင်တကူရင်စိတ်စေတနာမုံမြတ်တဲ့စိတ်စေတနာရဲ့ဒါတွေကိုပေါင်းဆက်ပြီးတော့ကင်္ဂါမြေကြီးဟာတေကနာရတဲ့စီးပါစေလို့အဲ့ဒါလို့ဆွမ်းဆောင်လိုက်တဲ့အတွက်ကြောင့်ကုန်တွေဟာအဲ့ဒီရေကိုတောင်းကြချိုးကြအားလုံးချမ်းချမ်းသာသာဖြစ်ပြီးတော့အကုန်လုံးချမ်းသာဒုက္ခကိုရသွားခဲ့ဘူးလေအဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဗကပြမကိုနေ့ရဲ့ကုသိုလ်ကောင်းမှုဟာအဲ့ဒါပဲတဲ့ဒါကြောင့်အသက်တွေလည်းရှိရဟုတ်လားတခါကြီးများအေးဒါပထမကောင်းမှုနော်ပထမကောင်းမှုသူ့ရဲ့ကောင်းမှုကို၄ခုလောက်ပြောပြတယ်ဟုတ်လားဒီပထမကောင်းမှုကိုဒီလောက်နဲ့ပြီးအောင်နောက်တော့ပြောနေရတွေကရှိနေသေးတယ်လေအဲ့တော့ဒုတိယကောင်းမှုကဘာလဲဆိုတော့အဲ့ဒီယတိကြီးပဲအဲ့ဒီဘဝမှာပဲအဲ့ဒီကင်္ဂါမြေနာကနေသူထွက်ခွာပြီးတော့ရွာတရွာကိုအမိပြုတ်ပြီးတော့တိရွက်ကြောင်လေးဆောက်ပြီးတော့တပားလေးနေတာတောဆက်တာနော်ရွာလေးတရွာကိုအမိပြုတ်ဆုံးခံစားတာပေါ့လေအဲ့ဒါရွာကလူတွေကတော့ဒီယတိကြီးတကူကြီးတယ်လို့သိချင်မှသိတယ်ရွာကိုလာပြီးတော့ဆုံးခံတော့ဆုံးလောက်လိုက်တာပါပဲအဲ့ဒါလိုနဲ့တနည်းတော့အဲ့ဒီရွာကိုပူသားတဲ့မြတွေကဝိုင်းပြီးတော့အနိုင်ကျင့်တယ်ဝိုင်းပြီးတော့စီးရရွာလေးကလည်းသေးသေးနဲ့တူပါရဲ့အဲ့ဒီလိုအနိုင်ကျင့်ပြီးတော့ပစ္စည်းဥစ္စာတွေအကုန်လုံးလူယူပြီးတော့ကျွဲတွေနွားတွေကလေးတွေမိန်းမတွေအကုန်ခေါ်သွားတာအဲ့ဒီပူသားတဲ့မြတွေကအဲ့ဒီမှာရွာသူရွာသားတွေကငိုယူကြောက်လန့်အော်ဟစ်ပြီးတော့ပါသွားကြအဲ့ဒီလိုမိန်းမတန်တွေကလေးတန်တွေဆူညံအုပ်ကျိုးကိုကျိုးရိုက်နေတဲ့အတန်တွေကိုယတိကြီးကသူ့ရဲ့ကြောင်းတင်ကန်းကနေအတန်တဲ့တဲ့ချမ်းဘာသာနေလေအဲ့ဒါနဲ့သူ့ရဲ့အဖေကြီးနဲ့ကြည့်တယ်ဘာတွေဖြစ်နေတာလို့ဩငါရဲ့ဆုံးကရွာကလေးမှာရှိတဲ့ဒကာဒကမတွေဒုက္ခရောက်နေတကူမိတဲ့ဘာလဲတော့ငါရဲ့ဆုံးကရွာမှာငါပေါ်မှာကြည်သူများတဲ့ရွာကလေးဘာဖြစ်နေလဲဒုက္ခရောက်နေတယ်ငါချင်းရှားရှိစဉ်မှာဒုက္ခမရောက်ကြပါစေနဲ့ဆိုပြီးတော့ယုတ်တရက်အင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့စစ်တပ်ကြီးတစ်ခုပုံစံဖန်ဆင်းတယ်စစ်တေကြီးကနော်အဲ့ဒါဘုရင်ကြီးရောစစ်တေနာပတိကြီးရောစစ်သားတွေရောအများကြီးဖန်ဆင်းတယ်ဖန်ဆင်းပြီးတော့အဲ့ဒီနာကနေပြီးတော့ဓာသံတွေနှံသံတွေစစ်စီသံတွေဘင်ခရာသံတွေပေါ့လေဟုတ်လားအဲ့ဒီအတန်တွေပြပြီးတော့ဖြတ်သွားတော့ဘုရားဓမ္မတွေကဟာဘယင်မင်းကြီးစစ်အင်္ဂါ၄ပါးနဲ့ချီတက်လာပြီဆိုပြီးအကုန်လုံးလက်လွတ်ထွက်ပြေးကြတာဟုတ်လားအကုန်လုံးလက်လွတ်ထွက်ပြေးကြတာနော်အေးအဲ့ဒီလိုထွက်ပြေးတော့အဲ့ဒါကိုယ
ယတိကြီးကအာမရနိုင်နေပဲနဲ့ကိုပိုင်တဲ့ပစ္စည်းဟာကိုယ်ထံပြန်ရောက်ပါစေပစ္စည်းတွေကအလုခံရတာကိုပိုင်တဲ့ပစ္စည်းကိုပြန်ရကြပါစေအဲ့ဒါတရားဓမ္မတွေကအဲ့ဒါလို့ယတိကြီးရဲ့ကျေးဇူးကြောင့်ဒုက္ခကလွတ်သွားတယ်ဒါပေမဲ့အဲ့ဒီတရားဓမ္မတွေကအဲ့ဒီယတိကြီးတင်လိုက်တာလို့သိဖို့မသိဒုက္ခကောင်းတာပဲတော်သေးတယ်ဘယင်မင်းတရားကြွလာလို့ဟုတ်လားသူကတော့သူ့ဆုံးမရွာလေးသူဣဒ္ဓကရုဏာတွေနဲ့ကြည်တင်လိုက်တာပဲပြောရင်လည်းဥဒ္ဒဝနတော်ဦးဇင်းကခေါင်းထဲပေါ်လာသေးတယ်မရှိမှမဟုတ်သူတရားတွေကတိုက်ဆိုင်သွားတာဒါကတော့တကယ်မရှိမှမဟုတ်ရင်ကိုပဲဦးဇင်းကစီကူတာဟုတ်လားဥဒ္ဒဝနလည်းစဉ်းစားမှာပေါ့ငါကြီးခဲ့တဲ့ဇေယျကုန်းရွာဟုတ်လားငါမွေးခဲ့တဲ့ငမြောင်တောင်ရွာသစင်းရကြပါစေနဲ့မပင်ပန်းကြပါစေနဲ့သူ့မှာစေနာတွေအများကြီးရှိတယ်နော်ကိုဒီမှာဒုတိယဝါဆိုပြီးတော့လမ်းနေလည်းဖြစ်အောင်လုပ်မယ်လို့ပြောတယ်အဲ့ဒါတရားဓမ္မတွေကနောက်ကနေပြီးတော့တို့မှာခေါင်းဆောင်ကောင်းတယောက်ရနေတဲ့အချိန်မှာနောက်လိုက်ကောင်းဖြစ်ဖို့လိုတယ်လို့ဒါလေးကိုစဉ်းစားစေချင်တယ်ဟုတ်လားဦးဇင်းကကဲ့ရဲ့ရှုံးကြတာမဟုတ်ဘူးဒီလောက်ဆိုးရတဲ့အခြေအနေဆိုးတဲ့သာမန်ကြောင့်မျိုးတနည်းအားမှမတွေ့ဘူးဟုတ်လားအဲ့ဒါနည်းနည်းလေးရှက်ချင်ရင်လည်းရှက်ကြရောဗျာရှက်ချင်လည်းရှက်ကြရောရှက်ပြီးတော့တို့လုံးမယ်ဆိုရင်အဲ့ဒါအမြတ်ပဲဟုတ်လားဦးဇင်းကတော့ရလက်ကောင်းကိုမျှော်ဖို့ပြီးတော့မုံရင်လည်းမုံပါစီဆိုပြီးတော့နည်းနည်းတော့ပြောလိုက်ပြီဒီတဲ့ပြောပြီးမတတ်နိုင်တော့ဟုတ်လားဒီလောက်အခြေအနေစိုးနေတဲ့အကြောင်းကတော့မတွေ့ဘူးမထက်တောင်ပြောမိသွားပြန်ဟုတ်လားဒီထားပါတော့ခုနကပါလေယတိကြီးသူ့ရဲ့ရွာလေးဒုက္ခရောက်နေလို့ပါလေသူ့ရဲ့ဇံတကူနဲ့ကဲတင်ခဲ့တာဥဒ္ဒဝနမှာတော့ဇံတကူလေးရှိမှာမဟုတ်ဘူးနော်အဲ့ဒါရန်ကုန်မှာသူ့ရဲ့ရင်းနှီးတဲ့တရားဓမ္မလေးတွေစီယုံပြီးတော့သူလာရတာနေမှာပေါ့ဟုတ်လားအဲ့ဒါတရားဓမ္မပေါင်းသူတော်ကောင်းတို့ကတို့တော့လုပ်ပြီးနေတာလို့နားလည်ပြီးတော့စိတ်ပါလက်ပါနော်ကိုယ်တိုင်လေးပဲစိတ်စေနာထားမယ်ဆိုလို့ရှိရင်ကောင်းမှုတွေအများကြီးမလုပ်နိုင်ဘူးလားလုပ်နိုင်တယ်အဲ့ဒါလေးတွေနီးယူဖို့ဒါလေးကိုဖြတ်ပြီးတော့ဦးဇင်းတို့ပြောပါဟုတ်လားအဲ့ဒါလိုသင်ခဲ့တာသင်ရဲ့ဒုတိယမြောက်ကောင်းမှုဒီနေ့ကောင်းမှုဘယ်နှခုကြံလေးလဲနှစ်ခုကြံလေးတရားကတော့တူတူဟောခြင်းလို့လွယ်လွယ်လေးနဲ့ပြီးတယ်ဒီတရားကိုပြန်10မိနစ်တော့ပြီးပြောနိုင်တယ်နော်အရှိကြီးပြောမယ်ဆိုရင်17နာရီလောက်ပြီးပြောနိုင်တယ်ဒီတဲ့ရင်နောက်တော့ဒီလိုစင်ပြောပါဘူးဟုတ်လားစောစောကထိုင်းနေရတာလည်းကြာကြီးပဲလေနောက်တတိယကောင်းမှုကဘာလဲဆိုတော့အဲ့ဒီယတိကြီးပြီးပင်လည်းတခါနေရာပြောင်းသွားပြန်ပြီကင်္ဂါမြင့်နေရသူ့ကတော့တက်တန်းလေးတော်ရှည်လို့လည်းတူပါလေဟုတ်လားအဲ့လိုပဲတည့်ရွတ်တေးလေးဆောင်းပြီးတော့သူနေနေတာအဲ့ဒီလိုနေတော့ဖြစ်ချင်တော့ဒီနေ့တော့သာဖြစ်လာတယ်ဆိုတော့အဲ့ဒီကင်္ဂါမြင့်ထဲမှာအင်မတန်ကြီးမားတဲ့လေကြီးတစ်စင်းနော်ပေါင်နေနဲ့တွဲထားပြီးတော့အဲ့ဒီပုံမှာလူတွေအများကြီးပါတယ်ဘာလို့တာလဲဆိုတော့သူတို့ကမြင့်ရဲ့အထက်ပိုင်းကရွာတရွာနဲ့မြင့်ရဲ့အောက်ပိုင်းကရွာတရွာကအဲ့ဒါလူလင်တယောက်နဲ့လူမပြိုတယောက်နဲ့အဲ့ဒါမင်္ဂလာပွဲဖြစ်တာနော်အဲ့ဒီလိုမင်္ဂလာပွဲဖြစ်တော့အဲ့ဒီအထက်ရွာကနေမင်္ဂလာဆောင်ပြီးတော့ပျော်ပျော်ပါးပါးပြန်လာကြတာနော်အဲ့ဒါကင်္ဂါမြင့်တဲ့ကောင်မှာလေကြီးပေါ်မှာတခါတည်းတောက်စားဘူးယူတာတွေလည်းပါမှာပေါ့လေအဲ့လိုကရှုကကုံတီးမှုတ်ပြီးတော့တခါတည်းသူတို့ဟိုပျော်ပါးပြီးတော့စလူညံညံနဲ့လာတာအဲ့ဒီလိုသူတို့ကသူတို့ပြောနေရပြီမယ်လို့သူတို့ကိုမျက်မုံကျူးနေတာကအောက်ကနဂါးကမျက်မုံကျူးတယ်တဲ့ဘာလို့ကျူးတယ်လဲဆိုတော့ဒီလူတွေပျော်နေလိုက်တာကြည်စမ်းငါနဂါးမင်းအောက်မှာရှိနေတယ်ဆိုတာသူတို့လုံးဝအမှတ်မရပဲကိုဦးဇင်းကအိစာလေးဖတ်ရင်းနဲ့နဂါးကလည်းသူများပြောတာကိုမနာလို့လည်းစိတ်ဖြစ်ဟန်တူတကိုလို့တကယ်စဉ်းစားကြည့်နော်ဒီလူတွေပြောနေလိုက်တာငါရှိတယ်ဆိုတာကိုသူတို့မသိဘူးလားမသိဘူးတဲ့မတခါတလေလူတွေအဲ့စိတ်ကိုရှိတယ်နော်သူများပြောနေတယ်ဆိုရင်နေရင်ထိုင်ရင်လည်းကိုမပြောနိုင်ဘူးဟုတ်လားငါလည်းဒီနားမှာရှိပါသေးတယ်နော်အဲ့လိုနဂါးကအဲ့ဒါအချောင်းတိုက်ကြီးစိတ်တွေတူပြီးတော့ဒီနောက်တော့ငါ့ကိုအမှတ်မရပဲနဲ့ပြောနေတဲ့လူတွေသိစီတယ်တင်းတို့အားလုံးကိုသမုဒ္ဒရာရောက်အောင်ငါညှို့ပြစ်မယ်ဆိုပြီးတော့အင်မတန်ကြီးမားတဲ့အတဘောပုံသဏ္ဍာန်ဖန်ဆင်းပြီးတော့အဲ့ဒီနဂါးကရေထဲကနေပြုံးဆိုထွက်လာတာအကြီးကြီးထွက်လာအဲ့ဒီမှာလူတွေကသေပြီးနဲ့ကြောက်လန့်ပြီးတော့အကုန်လုံးអော်ကြတယ်ဆိုတော့ကပြောနေတာတွေ
ဘေးရောက်သွားတယ်ဒီအဲ့ဒီလိုအော်ဟစ်ငိုယိုတန်တွေကိုယသိကြီးကကြားတော့ဘာဖြစ်တော့လှမ်းပြီးတော့သူကြည့်နဂါမင်းနှိမ့်ဆက်လို့ဒီလူတွေသိကြတော့မကိုအဖြစ်ချေဘူးဆိုပြီးတော့ဒီတစ်ခါတော့သူလှင်းမြန်ပဲသူကြိုးစားရတယ်စလူရဇံကိုအင်မတန်မြန်ဆန်ဆန်ဝင်စားပြီးတော့အပင်းချင်းတစ်ခါလေးရအောင်သူကြိုးစားပြီးတော့နော်ဘာလုပ်လိုက်လဲဆိုတော့ဂလုံငှက်ကြီးပုံတရာဖန်ဆင်းလိုက်တယ်နဂါဆိုတာဂလုံရဲ့အစာလေးအဲ့ဒီမှာဂလုံရဲ့အတန်ကိုလည်းကြားလိုက်ရောအဲ့ဒီနဂါကရေထဲကိုတစ်ခါလဲပုတ်သွားပုံလာတော့အဲ့ဒီမှာလူတွေကတော်သေးတယ်ဂလုံငှက်ကြီးကြောင့်တို့အသက်ချမ်းသာရပြီလေပိဋကရေယသိကြီးရဲ့စေတနာတွေမေတ္တာတွေကရုဏာတွေသူတော်ဘာအပေါ်မှာကဲတင်ခြင်းနဲ့ကူညီခြင်းနဲ့စိတ်ဓာတ်တွေနော်ဒါလေးဟာအနှစ်သာရလို့နားလည်ရအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေတပည့်တော်တို့ကသူလူမအဘိညာဉ်မရဘဲနဲ့ဘယ်လိုပြေနိုင်ပါလဲလို့စဉ်းစားပါမယ်ကိုလည်းပဲကို့အထွာလေးနဲ့ကိုစိတ်ကူးရှိတယ်ဆိုရင်အားလုံးလုပ်လို့ရပါတယ်ဟင်ဒီကမာကြီးတွေသမင်းဦးရှိတော့သမင်းလုံးလေးတွေမျောသွားတော့ကိုယ်စိတ်လေးတွေစားပါစေကောင်းလိုက်တာနော်စိတ်ဓာတ်ကလေးဟုတ်လားနော်ခုနကတော့နိဗ္ဗာန်တော်ကပြောသွားတယ်ကိုနေရာလေးသူများဖေးပြီးရင်လည်းနေရာတူတာပါပဲဟုတ်လားအဲ့ဒီတော့ကိုကလုတ်တက်မယ်ဆိုလို့ရှိရင်ပါရမီ7ပါးလုံးငွေကုန်ကြီးကြမများပဲနဲ့အချိန်တီးသန့်မယူရပဲနဲ့ကိုယ့်ရဲ့မြင့်မြတ်မှုကိုထွက်အောင်လုပ်ရင်လုပ်လို့မရဘူးလားရတယ်နော်တခါကြီးပိုင်များလုတ်တက်ဖို့လိုတယ်လုံချင်တဲ့စိတ်ရှိဖို့လိုတယ်ဟုတ်လားအဲ့ဒါဆိုရင်တခါကြီးဒီကမာကြီးများထိုင်ရမထသူတော်ကောင်းဖြစ်အောင်လုပ်လို့ရတယ်မဟုတ်လားရတယ်အလုံးစုံတတ္တဝါတွေချမ်းသာခြင်းကြတာချမ်းသာကြပါစေအေးချမ်းချမ်းဖြစ်ကြပါစေကိုယ့်ရဲ့စိတ်နှလုံးထဲမှာလည်းအေးချမ်းကိုယ့်မျက်နှာကိုမြင်တဲ့လူတွေလည်းအေးချမ်းလို့မကောင်းဘူးလားကောင်းတယ်အဲ့ဒီတော့အစွမ်းတွေအများကြီးရှိမှပတ်စံတွေအများကြီးရှိမှသူများကိုကူညီနိုင်တာမဟုတ်ပါဘူးရှိရင်တော့အတိုင်းထက်အလွန်ပေါ့နော်သို့တော်လည်းကိုယ်ရှိတဲ့အစွမ်းလေးနဲ့ကိုယ်နားလည်တယ်လို့လောကကြီးကိုကောင်းကျိုးချမ်းသာဖြစ်အောင်လုပ်မယ်ဆိုရင်လုပ်လို့မရဘူးလားရတယ်ဗျဒါကြောင့်တရားတော်ဟာအင်မတန်ရိုးတယ်အင်မတန်လွယ်ရတဲ့လွယ်တဲ့ဘက်ကကြည့်မယ်ဆိုရင်လေဟုတ်လားမိခင်ဖခင်များကလေးတို့တိုင်းဒါကအစဒါနကောင်းမှုဖြစ်တယ်နော်ဘယ်ရင်များရှားကြွေးတာကစဒါနကောင်းမှုအကြီးကြီးဖြစ်တယ်နော်အားလုံးစားကြပါစေဘဝတစ်ခွေအကြောင်းတိုက်ဆိုင်လို့လာတွေ့ကြရတယ်ငါသားမှုငါသမီးမှုကြွေးကျင်တယ်ဆိုတဲ့စိတ်တဲ့တတ္တဝါတွေဆိုတဲ့အတိကလေးနဲ့ကြည်ကြည်ပြန့်ပြန့်စိတ်ထားတတ်မယ်ဆိုလို့ရှိရင်မကောင်းဘူးလားကောင်းတယ်ဟုတ်ရဲ့လားအဲ့ဒါယတိကြီးရဲ့တတိယကောင်းမှုကအဲ့ဒါပဲဟုတ်ရဲ့လားနောက်စတုထကောင်းမှုအဲ့ဒါကဘာလဲဆိုတော့အဲ့ဒီဘဝမဟုတ်တော့အဲ့ဒီစတုထကောင်းမှုကိုမြတ်စွာဘုရားဟောပြတာကတော့တခုသောဘဝဖြစ်သွားတယ်နောက်ပြီးတော့အဲ့ဒါကိုကြတော့ဇတ်တော်ထဲမှာကေတဝဇတ်ဆိုပြီးတော့အဲ့လိုပြောထားတခုသောဘဝမှာအဲ့ဒီဘကမြမကြီးရဲ့အလောင်းဟာယတိကြီးတစ်ပါးဖြစ်တယ်အဲ့ဒါလိုပဲဇံဝိညာဉ်နဲ့ပြည့်စုံတဲ့စိတ်ကောင်းနှလုံးကောင်းရှိတယ်ယတိကြီးရဲ့နာမည်ကကေတဝအဲ့ဒီဇတ်တော်မှာထူးခြားတာကဘာလဲဆိုတော့သူ့ရဲ့တပည့်ဖြစ်တဲ့ကပ္ပဆိုတဲ့ယတိတစ်ပါးရှိအဲ့ဒီကပ္ပဆိုတဲ့ယတိကဦးဇင်းတို့ဘုရားအလောင်းနော်ဦးဇင်းတို့ဘုရားအလောင်းအဲ့ဒီဆရာကြီးဖြစ်တဲ့ကေတဝဆိုတဲ့ဒီဘဂဗြဟ္မာကြီးဖြစ်လာမယ်အဲ့ဒီယတိကသူ့ရဲ့တပည့်ဖြစ်တဲ့ဒီကပ္ပယတိကိုအင်မတန်မြင်လို့တယ်အင်မတန်မြစ်တာချင်းအင်မတန်အချင်းချင်းနဲ့ချစ်ခင်တယ်တပည့်ကအင်မတန်တော်တာကိုဘုရားလောင်းကလေအင်မတန်စေတနာမြစ်တာအားကြီးတယ်အင်မတန်စိတ်သဘောထားချင်းနှိုးလို့ရတယ်အဲ့ဒါထူးခြားချက်ကလေးတစ်ခုရှိတယ်နည်းနည်းပြောပြဒီနေ့တော့အဲ့ဒီကေတဝယတိကြီးကောင်းဆောင်တဲ့ယတိတွေအများကြီးဗာရာဏသီပြည်ကိုလှည့်နေတာအဲ့ဒီလိုလှည့်နေတော့ဘုရင်ကြီးကတွေ့တော့အင်မတန်ကြီးညိုတယ်အင်မတန်ကြီးနာဝိယတိတွေကညီတဲ့အတွက်ကြောင့်ကြီးညိုလုံးလို့အဲ့ဒါနန်းတော်ရဲ့ဥယျာဉ်မှာရှိတဲ့ဥယျာဉ်ကြီးထဲမှာကြောင်းကလေးတွေဆောက်ပြီးတော့အရှင်ဘုရားတို့ဒီမှာပဲတရင်တော်ဆိုပြီးတော့ကိုးဝယ်ထားနော်အဲ့ဒီလိုနဲ့မိုးလေးလာရောက်ပြီဆိုတော့ဆရာကြီးကကိုင်းငါတပည့်တို့ဘုရုပြန်ကြစို့ဒီမော်တာတော်တဲ့ကိုပြန်ကြစို့ဆိုတော့ဘုရင်ကြီးကဘာပြောလို့ဆိုတော့အရှင်ဘုရားကျန်တဲ့ယတိတွေပြန်ပါစီ
ခေါင်းဆောင်ဖြစ်တဲ့ကေတဝအရှင်ယတိကြီးကတော့တပည့်တော်ရဲ့နန်းတော်မှာဥယျာဉ်မှာတရင်သုံးရပါဗျာတပည့်တော်ပြုစုလုပ်ပေးပါရစေတပည့်တော်ကိုကုသိုလ်ဖြစ်ခွင့်ပေးပါအဲ့ဒီမှာကျန်တဲ့ယတိတွေအကုန်လုံးပြန်သွားတာအလူကျွေးလေးတစ်ယောက်နှစ်ယောက်နဲ့တပားနှစ်ပါးနဲ့အဲ့ဒီခေါင်းဆောင်ကေတဝယတိကြီးကနန်းတော်ဥယျာဉ်မှာကြံခဲ့တာဘီကြီးကကိုယ်ဝယ်လာဆိုတော့အစားကောင်းတောက်ကောင်းနေတယ်အငြင်းစားရမှာပေါ့နော်နေရတာလည်းကောင်းကောင်းနေရမှာပေါ့နော်အေးဒါပေမဲ့ထူးဆန်းတာကမကြာခင်မှာပဲအဲ့ဒီကေတဝယတိကြီးဟာယောဂဆွဲလာတယ်ဘီကြီးရဲ့အကိုးကွယ်အပူဇော်နန်းဥမှာနေပြီးတော့ဘာဖြစ်လာလဲယောဂဆွဲလာတယ်ဘာလို့အဲ့ဒီယောဂကဖြစ်တယ်ဆိုတော့မပျော်လို့ဖြစ်တယ်ဒီနေ့ဘာလို့ဖြစ်လဲမပျော်လို့ဖြစ်တယ်ဘာလို့မပျော်တာလဲဆိုတော့တပည့်ကြီးဖြစ်တဲ့ဘုရားလောင်းကပ္ပယတိကိုအမြဲတမ်းတတိယနေလို့မပျော်တာဟုတ်လားအဲ့ဒါနဲ့ဘုရားကြီးကနန်းတော်မှာရှိတဲ့သမားတော်ကြီးတွေနဲ့ကုစားတယ်ဘယ်လိုမှမပြောင်းဘူးမပြောင်းတဲ့အခါကျတော့ယတိကြီးကိုပုံမှန်နဲ့မေးတယ်ဘာဖြစ်ချင်တော့ဘာရချင်တော့ဘာလို့ပေးရမလဲခိုင်းငါ့ကိုဘာမှလည်းကုမနေပါနဲ့တော့ငါ့ကိုငါရဲ့တပည့်ကြီးကပ္ပရှိတဲ့ဟိမန္တာတော်ကိုသာပို့ပါဆိုတော့ယတိကြီးကကောင်းကောင်းတော့မသွားနိုင်တော့ဘူးသိလားအဲ့ဒါယတိကြီးကိုထမ်းစင်ပေါ်တင်ထမ်းပြီးတော့အဲ့ဒါဘုရားလောင်းကပ္ပယတိရှိတဲ့ဟိမန္တာတော်လေးကိုပြန်ပို့ရတယ်ပြန်ပို့တဲ့အခါကျတော့ဟိုကျတော့သူတွေ့ရင်မြင်တဲ့လူနဲ့တွေ့ရမြင်ရစကားပြောရဆွေးနွေးရတော့အတူတူနေရတော့2ရက်3ရက်နေတော့ယောဂကပြောက်လို့အောင်းရံကောင်းတယ်နော်ဒီမှာကြီးများအဲ့ဒါနောက်ထပ်ဒီ5ရက်နေ5-6ရက်နေတလားလောက်နေတော့ဘင်းရဲ့နန်းတော်ကနေအမတ်တယောက်ရောက်လာတယ်ဘင်းကြီးကသွားစုံစမ်းခိုင်းတာကေတဝယတိကြီးဘယ်လိုများနေလဲမသိဘူးပေါ့ဒီရောက်တော့ယတိကြီးကကျမကြီးလုံးဝကောင်းပြီးတော့ပဂရိလူကောင်းလို့ဖြစ်နေအော်တယ်အဲ့ဒီမတ်ကရှင်ယတိတဲ့နန်းတော်မှာတကယ်သမားတော်ကြီးနဲ့ကုသတာမပြောက်ပါပဲနဲ့ဟောဒီတိုးထဲမှာလေမြက်သီးဆန်လေးချက်ပြီးတော့စားရတဲ့ဒီသမင်းဟင်းလေးဒါလေးကိုစားပြီးတော့ချိုးချိုးတဲ့ခေါင်းခေါင်းပါးပါးနေပြီးတော့ယောဂပြောက်သွားတာဘာကြောင့်လဲနော်အဲ့ဒီတော့မှကေတဝယတိကြီးကပြောပြတယ်ငါအင်မတန်ချစ်ခင်တဲ့မြတ်နိုးတဲ့ငါအင်မတန်မေတ္တာကြီးတဲ့ငါအတူတူနေရင်ဟောဒီကပ္ပယတိနဲ့အတူတူနေရတဲ့အတွက်ကြောင့်စားရတာလဲမိန်နဲ့နေရတာလဲပျော်တယ်နော်ဒါကြောင့်ဒကာကြီးမိုင်းများအပေါ်ယံအဆောင်ရောက်နေဆိုတာဘဝမှာတကယ်တမ်းကတော့တင်ပြီးတော့အရေးမကြီးပါစိတ်ထဲမှာကျဉ်းနှံ့မှုရဖို့အရေးကြီးဟုတ်ရဲ့လားအဲ့ဒီကျဉ်းနှံ့မှုဆိုတာလည်းဘာလဲလို့မေးရင်ကိုယ်နဲ့စိတ်တူသဘောတူကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းဒီလူကတကယ်လူလားတယ်လို့ယုံကြည်ရတဲ့လူဘဝမှာအဲ့လိုလူမျိုးဆိုတာကိုယ့်ဘဝမှာရဖို့အင်မတန်ရှားနေပြီနော်ဟောဒီလူကတော့ငါ့ကိုတကယ်မေတ္တာရှိတယ်ငါရဲ့အကျိုးစီးပွားကိုတကယ်လူလားတဲ့လူလို့တန်တရားမဖြစ်တော့အောင်စိတ်ချရတဲ့လူဘယ်နှယောက်လောက်ရှိလဲလို့အိမ်ကြတော့စဉ်းစားအခုမစဉ်းစားသေးနဲ့အဖြေတွေမမှန်မဲနေလိမ့်မယ်ဘယ်မှာရှိကပြောနေတာဆိုတော့အတန်နေနဲ့နှောက်ရှက်ပြီးတော့လေငါရဲ့အကျိုးစီးပွားကိုတကယ်လူလားတဲ့လူငါ့ကိုတကယ်မေတ္တာရှိတဲ့လူလို့ကိုတကယ်ယုံကြည်စိတ်ချရတဲ့လူဘယ်နှယောက်လောက်ရှိလဲအဲ့ဒီအဖြေကိုသိရင်တခါလေးပြောလိုက်မယ်သိလားကိုကဘယ်နှယောက်ရဲ့အပေါ်ကိုတကယ်အကျိုးစီးပွားကိုလိုလားပြီးတော့မေတ္တာရှိတယ်ဆိုတာကိုအရင်စဉ်းစားအဲ့ဒါအဖြေပဲကိုက4ယောက်ကိုတကယ်မေတ္တာရှိတယ်ဆိုရင်ကိုကိုလည်းအဲ့ဒီ4ယောက်ကတကယ်မေတ္တာရှိလိမ့်ဟုတ်လားကိုကတရားမှကိုမရှိဘူးသိရှားပါလုံးနဲ့ဆိုရင်လည်းသိကြတယ်တရားမှမရှိသေးဘူးဟုတ်လားဒါကြောင့်ဒကာကြီးမိုင်းများကိုယ့်ရဲ့အကျိုးစီးပွားကိုသူတစ်ပါးကလိုလားတာကိုမြင်နေတယ်ဆိုရင်သူများရဲ့အကျိုးစီးပွားကိုလည်းကိုကလိုလားရလောကကြီးမှာလေဒီကနေ့ခေတ်ပို့ပြီးတော့ဦးဇင်းတို့ဆိုးတယ်လို့ထင်အသုံးဆောင်ပစ္စည်းတွေအင်မတန်ပေါ်ပါတယ်ဒီခေတ်ဟုတ်လားဒါပေမဲ့လူတွေမှာအင်မတန်မုတ်သိစားလောင်းနေတဲ့အရာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့မေတ္တာတရားပဲနော်မေတ္တာကိုအင်မတန်ရှားခြင်းလူချင်းချင်းစီကမေတ္တာကိုမပြောနိုင်ဘူးတိရစ္ဆာန်တွေကမေတ္တာကိုတောင်ရတယ်ခွေးတကောင်ကကိုယ့်ကိုအမိနဲ့ပြီးတော့တကယ်ကြည်သာတဲ့မျက်နှာလေးနဲ့လာတယ်ဆိုကိုယ်ကလည်းကြည်လင်းပြီးတော့ခေါင်းလေးပုတ်ပြီးဘာရလို့အဲ့လိုလုပ်ပြီးတာမေတ္တာရဘယ်တော့မေတ္တာရတာတကယ်လည်းရခြင်းစရာကောင်းပါလေမေတ္တာရတာအင်မတန်အေးချမ်းတယ်နော်အဲ့ဒါလေးကိုတကယ်ကိုချင်းစာစိတ်ကလေးနဲ့ငါ့ကိုသူများကမြင်လို့တာကိုငါဘယ်လောက်ရခြင်းလဲသူများကငါ့ကိုအလေးထားတာကိုငါဘယ်လောက်တန်ဖိုးထားသလဲအဲ့ဒါလေးကိုစဉ်းစား
စဉ်းစားပြီးတော့ဒါမျိုးလေးကိုလူတိုင်းလိုချင်တဲ့ကိုလို့နားလည်ပြီးတော့သူများကိုကိုကချမ်းသာအောင်မေတ္တာတွေပေးရအဲ့ဒါဆိုရင်လူတိုင်းမေတ္တာကိုမရပြီဘူးလားကိုကြောင့်သူများချမ်းသာသွားအောင်လုပ်ရမရောက်ဘူးလားရောက်တယ်ဒါကြောင့်မေတ္တာပို့ခြင်းဒီအင်မတန်အကျိုးကြီးကြားဘူးလေဟုတ်လားတနေ့သုံးပါးဥတရားဖြင့်ချက်ခါသမင်းကျွေးမွေးခြင်းတဲ့ရလားအဲ့ဒီငါလေးရတယ်မရဘူးဦးဇင်းဆိုတာကိုနားထောင်ခြင်းလို့မရဘူးလို့ပြောတာလားတကယ်ကိုမရတာလားတနေ့သုံးပါးဥတရားဖြင့်ချက်ခါသမင်းကျွေးမွေးခြင်းတဲ့မယွင်းစင်စစ်တို့တဲ့မြေစာကျင့်သုံးပါးမြမေတ္တာပွားများကြိုးကြီးမာသည်ဘုရားမြတ်စွာမိန့်ခွန်းသည်တနေ့ကိုမနေ့ကမှအိုးကြီးတရားနဲ့နေ့ကမှအိုးကြီးတရားနဲ့ညနေကမှအိုးကြီးတရားနဲ့အဲ့ဒါနဲ့ထိုက်တန်တဲ့ဟင်းတွေချက်ပြီးတော့ကျွေးတာမွေးတာပေးတာကမ်းတာထက်လက်ဖြစ်တဲ့အတွက်စာနွားတို့တညစ်စာအဲ့ဒီအချိန်ကလေးတော့စစ်မှန်တဲ့မေတ္တာကိုပွားတာကပို့ပြီးတော့အကျိုးကြီးတယ်တဲ့အဲ့ဒါတာယုတ်ပါဠိတော်မှာမြတ်စွာဘုရားဟောတာဟုတ်လားဆိုလိုတာကစားရတွေဝိဇ္ဇာတွေပေးတာချက်ချစ်ခင်မြတ်လို့တဲ့သူ့အကျိုးကိုလိုလားတဲ့မေတ္တာစိတ်ကလေးကိုပေးတာကိုလူတွေကပို့ပြီးတော့ကြိုက်တယ်ဟုတ်ရဲ့လားဒါကြောင့်မေတ္တာကိုလူတိုင်းရခြင်းတယ်ဒါကြောင့်လူတိုင်းရခြင်းတဲ့မေတ္တာကိုကြိုးစားပြီးတော့ပေးနိုင်အောင်ကြိုးစားရတယ်ပေးနိုင်ပြီဆိုရင်ပေးကြတယ်ပေးကြဖို့ပြန်ရတယ်နော်အိုးရကောင်းတယ်တော့လောကကြီးကပေးမှရတာမပေးရင်ဘယ်တော့မှမရဘူးနော်မပေးဘဲနဲ့မရပါဘူးဟုတ်ရဲ့လားဒါကြောင့်လောကကိုပေးနိုင်အောင်ကြိုးစားရမယ်ပေးတဲ့ဘယ်ကနေထွက်သွားတော့စကားတွေကဘယ်ကနေထွက်သွားတာလဲဒီတဝယတိကြီးကနန်းတော်မှာအကောင်းကြီးစားပြီးတော့ကောင်းကောင်းမွန်မွန်နေရတာကိုမပြောလို့ဘာဖြစ်တယ်ယောဂဖြစ်တယ်တိုးထဲမှာခေါင်းကောင်းပါပါချူချူတက်တဲ့သိရွက်ပြုတ်ကလေးစားပြီးတော့သူနေခြင်းနဲ့လူနဲ့အတူတူနေရတော့ကျမကြီးတော့ဆောက်ကောင်းသွားတယ်ဒါလေးကနေထွက်သွားတာမဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကပကပြမှာတဲ့သင်ဟာအဲ့ဒီဘဝတုန်းကလည်းကေတဝဆိုတဲ့ယတိဖြစ်ပြီးတော့ဇံပင်ကြီးနေရအောင်အထုတ်ခဲ့ဘူးတဲ့အဲ့ဒီတုန်းကသင်ရဲ့တပည့်ကြီးဟာငါဘောလို့မြတ်စွာဘုရားပြောပြတယ်ဟုတ်လားအဲ့ဒါသင်ရဲ့စတုထမြောင်ကုသိုလ်ကောင်းမှုမဆိုးပါဘူးပိဋကဥစဉ်ကိုကောင်းကောင်းကူညီတယ်ဟုတ်လားနောက်ဥစဉ်တရားဟောတာတဏှာကြီးတောင်ကျိုးသွားပြီဥစဉ်ကမကျိုးသေးဘူးလို့ထင်နေတာနော်ဒကမကြီးများဟုတ်လားအဲ့ဒီတော့ဣတိညောင်းနေလို့တော့မအောင်ပြီနဲ့တုတ်တံကိုတော့ဆုံးအောင်ပြောမှာနော်ဆုံးအောင်ပြောမယ်ဟုတ်လားအဲ့ဒါလိုမြတ်စွာဘုရားကသင်ရဲ့အင်မတန်ရှည်လျားတဲ့တက်တန်းတွေဟာသင်ပြုလုပ်ခဲ့တဲ့သင်ရဲ့ကံတွေသင်ရဲ့ကောင်းမှုတွေအဲ့ဒါတွေကြောင့်သင်အသက်ရှည်ခဲ့တာအခုအသက်ရှည်တယ်ဆိုတာတဲ့အရင်တုန်းကဗြဟ္မာဘုရားက9တောင်ရှည်သေးတယ်အဲ့ဒါတွေကိုသင်မသိပဲကိုလို့မြတ်စွာဘုရားကအဲ့ဒီမှာဗြဟ္မာကြီးရဲ့အတိတ်ဇလန်းကိုမပြောဘူးလားပြောတယ်ပြောတဲ့အခါကျတော့ဘဂဗြဟ္မာကြီးကမြတ်စွာဘုရားလည်းပြောလိုက်ရောစီမီးပေါင်းအရာအထောင်ကိုထွန်းပြလိုက်လို့မြင်ရသွားတယ်လို့တဲ့သူမြင်သွားတယ်။ဟုတ်တယ်ကိုအရင်ဘဝတွေတုန်းကငါလုပ်ခဲ့တယ်။အဲ့ဒီဘဝတွေကဘဝတိုင်းအသေးချင်းနဲ့အဆုံးသတ်ခဲ့ရတယ်ကိုပိဋကစောတုန်းကသူမသိဘူးပြောနေတာနော်။သူဗြဟ္မပြည်သားနဲ့မြည်တယ်။ဗြဟ္မပြည်ကလွဲလို့လွတ်မြောက်ရအခြားမရှိဘူးလို့သူကြွေးကြော်နေတာ။တကယ်အဲ့လိုသူထင်နေတာဟုတ်လားအဲ့ဒီမှာသူကအဲ့ဒီလိုအတိတ်ကြောင်းတွေကိုလည်းသူသိသွားပြီဆိုတော့ဘုရားကသူအင်မတန်ကြီးညိုသွားတယ်ပိဋကရဲ့သိတော့လည်းသိတယ်လို့ပြောင်းလဲသွားတာဟုတ်လားအဲ့ဒါလိုမြတ်စွာဘုရားကသူအင်မတန်ကြီးညိုပြီဆိုတော့မှသူအတိတ်ကြောင်းတွေကိုမြတ်စွာဘုရားကအဲ့ဒီမှာပြောတော့မှသူဘာလို့လို့ဆိုတော့မြတ်စွာဘုရားကိုထပ်ပြီးတော့သူကအတွန့်တက်ပြန်တယ်ဘယ်လိုပဲပြောတဲ့သင်တကယ်စင်စစ်ကတော့ငါတော့မသိပါဘူးဆိုတဲ့အတိုင်းအတာမျိုးလာပြီးတော့ပြောပြန်အဲ့ဒီမှာမြတ်စွာဘုရားကဗြဟ္မာကြီးကိုအချင်းဗြဟ္မာတဲ့ငါဟောဒီပထဝီအစရှိတဲ့လောကကြီးနတ်တွေဗြဟ္မာတွေအကုန်လုံးပါတယ်နော်အဲ့ဒီလောကကြီးရဲ့အကြောင်းကိုငါကောင်းကောင်းသိတယ်ဘယ်လိုသိတာလဲဆိုတော့တကယ်တမ်းကတော့လောကမှာဒုက္ခမှတပါအခြားမရှိလို့သိတာဦးဇင်းကအချင်းချုပ်ပြောပြတာနော်ဒီဖြစ်ချင်းပြချင်းဖြင့်အမြဲတမ်းပြောင်းလဲနေတဲ့ဒီလောကကြီးဟာတကယ်စင်စစ်ကတော့ဒုက္ခကလွဲလို့အခြားမရှိဘူး
ဒုက္ခမေဝါယတံဘောဓိဒုက္ခတိတ္တိဝေတိဇာနိညတရာဒုက္ခတံဘောဓိနိညာဒုက္ခနိရောဇတိဟောဒီလောကကြီးကဒုက္ခတွေသာလည်းဖြစ်နေဒုက္ခတွေသာလည်းချုပ်နေဒုက္ခကလွယ်လို့အခြားဖြစ်တတ်သောတရားမရှိဒုက္ခကလွယ်လို့အခြားချုပ်တတ်သောတရားမရှိဒီမှာအနည်းကြီးတယ်နော်အဲ့ဒီတော့မြတ်စွာဘုရားကလောကကြီးကိုသိတယ်ဆိုတာဘယ်လိုသိတာလဲလောကကြီးဆိုတာဆင်းရဲကလွယ်လို့အခြားမရှိဘူးလို့သိတယ်အဲ့ဒီလိုသိတဲ့အတွက်ကြောင့်လောကကြီးပေါ်မှာတွေ့တာတဲ့မမောတယ်ဆိုတဲ့သမှုရိယတဏ္ဍာတွေရှိနေမှာမလားရှိနိုင်ခင်ဗျားတို့ကျိုးတို့ကလောကကြီးရဲ့အကြောင်းကိုမသိလောကဆိုတာဘာပြောတာလဲဆိုတော့ကပြောခဲ့ပြီနော်လောကဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာဟုတ်လားအဲ့ဒါလို့လောကရဲ့ဘဝရဲ့အကြောင်းကိုတကယ်မသိတော့ကောင်းနေလို့ထင်တဲ့အထင်မှားတွေကကိုယ့်ရဲ့ဘုက္ကုံကိုခွစီးတာဟုတ်လားအဲ့ဒီလိုကောင်းနေလို့ထင်ပြီးဆိုမှတော့လူချင်းနဲ့ရချင်းနဲ့မမောတယ်ဆိုတာကတားလို့မရတော့အဲ့ဒီလူချင်းပြီးဆိုတော့ထက်ရပြန်တယ်ထက်ရပြန်တော့ယာတိုင်းသောဘဝသည်ပျက်စီးခြင်းသေဆုံးခြင်းဖြင့်အဆုံးသတ်ရတန်တရားဆိုတာအဲ့ဒီနည်းနဲ့နေတာဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကဟောဒီလောကကိုငါသိတယ်တဲ့ငါသိတဲ့အတွက်ကြောင့်ဒီလောကရဲ့ပုံမှာမမောတဲ့စိတ်တွေ့တာတဲ့စိတ်ငါမှဘာမှမရှိဒါကြောင့်တင့်ချက်ငါအသိဉာဏ်အများကြီးကြီးမြတ်စွာဘုရားကအဲ့ဒီလိုပြောတဲ့အခါကျတော့ဓမ္မကြီးကဘုရားကိုဘာမှလည်းပြန်ပြောနေရမရှိတော့ကြံမိကြံညာဘာပြောလဲဆိုတော့ရှင်ဘောဓမာတဲ့အဲ့ဒါလို့ဆိုလို့ရှိရင်ကျွန်ုပ်ဘလောက်တကူကြီးတယ်ဆိုတာသိရအောင်ကျွန်ုပ်ကိုသင်မမြင်ရအောင်ကျွန်ုပ်ခန္ဓာကိုယ်ကိုဖြောက်လိုက်မယ်ဟုတ်လားမြတ်စွာဘုရားနဲ့သူကတကူပြန်ရင်တယ်ဆိုတဲ့အပိုင်းကိုရောက်လာတကူပြားလေးဟာပြန်ရင်တယ်ဆိုတဲ့အပိုင်းအဲ့ဒီလိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကသင်ဆွမ်းတယ်ဆိုလို့ရှိရင်လုံလိုက်ပါနော်အဲ့ဒီလိုပြောတဲ့အခါကျတော့ဘဂဗေမာကဘာလုပ်လဲဆိုတော့သူတို့ဒါကဥစဉ်ကနည်းနည်းလေးဘ ഹു တုဒ္ဒတွေအဲ့ဒီထဲမှာပြောကြရတယ်အများကြီးရှိတယ်သို့တော့စိတ်မဝင်စားပဲနဲ့ပြင်းပါဆိုလို့တချို့ဟာတွေကိုမပြောဘဲနဲ့ခြံထားတာတွေရှိတယ်တို့ဒီတုဒ္ဒကြီးကအမြဲတမ်းလေးနဲ့ပါအဲ့ဒီမှာဗြဟ္မာတွေရဲ့ခန္ဓာကသူကပဂတိအတ္တဘောရှိတယ်ဖန်ဆင်းထားတဲ့အတ္တဘောရှိပဂတိအတ္တဘောကအင်မတန်သိမ်မွေ့တယ်တကူကြီးတဲ့ဗြဟ္မာတွေကိုတကူနေတဲ့ဗြဟ္မာမမြင်ရဗြဟ္မာတွေကိုနတ်တွေကမမြင်ရဗြဟ္မာတွေကိုလူတွေကဆိုတော့ဝေးရမမြင်ရအဲ့ဒါကိုဗြဟ္မာချင်းချင်းမြင်ရစေခြင်းနဲ့ဆိုရင်ဖန်ဆင်းထားတဲ့အတ္တဘောနဲ့သူတို့ကနေတာအခုအဲ့ဒီအချိန်မှာသူကဖန်ဆင်းထားတဲ့အတ္တဘောနဲ့နေတာဒါဘ ഹു တုဒ္ဒတွေနော်အဲ့ဒီမှာသူကကိုရောင်ဖြောက်ကျင်တော့ရာမိုးဓမ္မမမြင်ရစေဘူးဆိုပြီးတော့ဖန်ဆင်းထားတဲ့အတ္တဘောကိုသူဖြောက်ပြလိုက်တယ်ပဂတိအတ္တဘောနဲ့သူနေလိုက်ဒါပေမဲ့လို့မြတ်စွာဘုရားကတော့သူ့ကိုမြင်နေတယ်အဲ့ဒီမှာသူဖြောက်လို့မရဖြောက်လို့မရတော့သူကတမျိုးကြံပြန်တယ်တဲ့ဘယ်လိုကြံတယ်လဲဆိုတော့ဂိုင်းအတ္တဘောကိုဖြောက်မရလို့ရှိရင်အလင်းရောင်ကိုဖြောက်မယ်သိမလားပြန်ကောင်းတယ်နော်ဒီတဲ့အတ္တဘောကိုဖြောက်မရရင်ဘာကိုဖြောက်မလဲအလင်းရောင်ကိုဖြောက်ရင်သူကြလို့ဒီရက်တောင်ကိုမမြင်ရင်ဒီရက်တောင်ကိုဟိုနားပို့လိုက်ရင်လည်းမမြင်ရဘူးလေတကယ်လို့ဒီရက်တောင်ကိုမမြင်ရသေးခြင်းကိုဟိုနားလည်းမပို့နဲ့ဆိုရင်ဘယ်လိုလုပ်ဒီမီးတွေကိုပိတ်ပြလိုက်မြင်ရလိမ့်လားရက်တောင်ဒီနားလည်းအောင်သိပြောရင်လည်းဦးစင်ကဟုတ်လားဦးစင်ကလေးရှိတယ်လို့မအောင်မိနဲ့နော်ပိုးလာတဲ့ခေါင်းနဲ့ပိုးလာတော့ပြောလိုက်တာပဲအဲ့ဒီမှာမြတ်စွာဘုရားမမြင်ရအောင်ဆိုပြီးတော့သူ့ကိုယ်ကိုဖြောက်မရတော့အလင်းရောင်ကိုဖြောက်မယ်အလင်းရောင်ကိုဖြောက်ချင်ရင်သူအမိုက်တိုက်ကြီးဆောင်းလာမယ်ပေါ့နော်ဒီလာကတိုင်းတို့ဘာတို့ဦးဇင်းတို့လူတွေဘာတွေချွတ်ဇံပင်ကြီးရပြီးတော့အမှောင်ရောင်တွေဘာတွေဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီလိုမိုက်မှောင်တဲ့အကြောင်းတွေကိုသူတို့ဝင်စားတဲ့သဘောပေါ့နိထားပါတော့အဲ့ဒီမှာသူအမှောင်ရောက်လာအောင်ကြိုးစားအဲ့ဒါကိုမြတ်စွာဘုရားကရောက်မလာစေတည်းလို့အဓိဋ္ဌာန်အဲ့ဒီမှာဘယ်လိုမှအမှောင်ကလည်းရောက်မလာတော့သူကိုယ်သူလည်းဖြောင်းမရအလင်းရောင်ကိုလည်းဖြောင်းမရဖြောင်းနေတယ်သူဘာလို့လို့ဆိုတော့ကိုနဲ့သူအဲ့ဒီသူတို့နားမှာရှိတဲ့ဗရေဇာပင်နားလေးကိုသွားပြီးတော့ငုတ်တုတ်လေးထိုင်းနေတယ်အဒီတိုင်းမြင်နေတဲ့တူတယ်ခခုနားလေးသွားပြန်ရောအဲ့ဒါမြင်တော့ဘေးကပြမာတွေကပြုံးစီဖြစ်မှာပေါ့နော်အဲ့ဒီမှာသူဘယ်လိုမှပုံမရတဲ့အခါကျတော့သူတော်တော်လေးရှစ်တယ်သူ့ရဲ့တပည့်တွေသူ့ရဲ့လက်အောက်နေသားတွေရဲ့ရှိမှအဲ့လိုဖြစ်တာလို့ဖြစ်တော့မြတ်စွာဘုရားကဂိုင်းဘယ်နဲ့တော့အစွမ်းကုန်ပြီလားအဲ့ဒီမှာမြမကြီးကဘယ်လိုမှလုပ်လို့မရဘူးဆိုတော့ဂိုင်းအစွမ်းကုန်ပြီအဲ့တော့သူကအစွမ်းကုန်တာကိုအရှက်ပြေကလေးဘာပြောလဲဆိုတော့ငါဖြောက်မရတာအတားတာသင်လည်းငါ့ကိုဖြောက်ပြပါမြတ်စွာဘုရားအဲ့လိုခိုင်း
ခိုင်းတဲ့အခါကျတော့မှမြတ်စွာဘုရားအဲ့ဒီမှာခန္ဓာကိုယ်ကိုဖြောက်ခြင်းအစီရင်ပေါ့လေရိုးရိုးနားလည်အောင်ပြောရရင်တကူအစီရင်ကိုဖန်ဆင်းပြီးတော့မြတ်စွာဘုရားခန္ဓာကိုယ်ကိုဖြောက်ပြမမြင်ရတော့အဲ့ဒီလိုမမြင်ရတော့မှအမှောင်ထဲကနေမြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်ဟောတယ်အဲ့ဒါကိုဦးဇင်းတို့တချို့လူတွေကဒီဂါထာလေးကိုလေဘယ်လိုနေရာမှာရွတ်တယ်ဆိုတော့ရန်သူတွေပါလေကိုယ့်ကိုမမြင်ရသေးခြင်းဘူးဘေးအန္တရာယ်တွေပါလေကြုံလာတဲ့အခါမျိုးမှာကိုယ်ပြောက်ဂါထာဆိုပြီးတော့ရွတ်ကြတယ်သိလားအဲ့ဒီလူတွေပြောက်လာမပြောက်လာတော့မသိပါဘူးဦးဇင်းတို့ရွတ်ကြည့်တာတော့မပြောက်ပါဘူးဟုတ်လားမြတ်စွာဘုရားကတော့ကိုယ်ပြောက်စီဆိုပြီးတော့ရွတ်တာမဟုတ်ပါဘူးဗျဟုတ်လားအဲ့ဒီဂါထာကတကယ်ကတော့သစ္စာလေးပါးကိုထင်ရှားစွာပြထားတဲ့အင်မတန်လေးနေတဲ့ဂါထာအဲ့ဒါလေးကိုဦးဇင်းတို့ပြီးတော့အပြည့်အလောအကျဉ်းမြင်လေးရှင်းပြအောင်မယ်သိလားဒဝေဝါဘယံဒိဋ္ဌဝါဘဝံစဝိဘဝေတိတံဘဝနာပိဘဝံကိဉ္စီဘဝနာတိဝရံဘဝနာပိဝရံကိဉ္စီနန္ဒေသနဥပါတိယဒီကထာလေးမြတ်စွာဘုရားပြောပြမများဘူးလေးပါတာပဲသိလားအဟံငါဘုရားသည်ဘဝီဘဝကြီးငယ်အသွင်တွင်၌ဘယံစဘေးဒုက္ခအန္တရာယ်ပေါင်းတို့ကို၎င်းဝိဘဝေတိနံဘဝကင်းရာနိဗ္ဗာန်ကိုရှာပြီးလို့နေကြတဲ့တတ္တဝါပေါင်းတို့ရဲ့ဘဝင်းစဖြစ်ခြင်းပြည့်ခြင်းမျိုးမျိုးဆိုတဲ့ဘဝများစွာတို့ကို၎င်းဒိဋ္ဌဝဉာဏ်စက်ကိုပြကောင်းစွာထင်နေမြင်အပ်သည်ဖြစ်၍မြင်တာနှစ်မျိုးရှိတယ်တဲ့မြတ်စွာဘုရားဒီမှာပြောတာနော်ဟောဒီဘဝကြီးရဲ့ဘေးတွေကိုလည်းငါမြင်နေနော်ဘဝကြီးရဲ့ဘာကိုမြင်လဲအေးဘဝကြီးရဲ့ဖြစ်ပေါ်နေတဲ့ဘေးတွေကိုလည်းမြင်ဘဝကင်းရာနိဗ္ဗာန်ကိုရှာရင်းနဲ့လမ်းမတွေရောက်ပြီးတော့ဒုက္ခရောက်နေကြတဲ့တတ္တဝါတွေရဲ့ဘဝဆိုတဲ့အဖြစ်ကိုလည်းမြင်နေမြတ်စွာဘုရားကနော်ဘဝရဲ့ဘေးအန္တရာယ်တွေအဖြစ်တွေကိုလည်းမြင်နေအဲ့ဒီဘဝငြိမ်းရာနိဗ္ဗာန်ကိုရှာပြီးတော့ဘဝငြိမ်းရာကိုမရောက်နိုင်ပဲနဲ့ဒုက္ခတွေနဲ့တဝဲလေလေဖြစ်နေတဲ့တတ္တဝါတွေကိုလည်းမြင်နေတဲ့အဲ့ဒီလိုမြင်တဲ့အတွက်ကြောင့်ဘဝကိဉ္စီဘဝတစုံတစ်ခုသောဘဝကိုမြတ်နာဘိဝတိတဏမာနတို့ဖြင့်အထင်မှားခြင်းသဘောငါမှမရှိတော့ဘူးဒီတည်းကိုပြောင်းကားတာမဟုတ်ဘူးသိလားဘဝရဲ့အပြည့်အနာစာတွေကိုမြင်နေဘဝကနေလွတ်မြောက်ဖို့ကြိုးစားရင်းနဲ့မလွတ်မြောက်ဘဲနဲ့လမ်းမတွေလိုက်နေကြတဲ့တတ္တဝါတွေရဲ့ဒုက္ခတွေကိုလည်းမြင်နေအဲ့ဒါလို့ဘဝဟာတကယ်စင်စစ်ဒုက္ခတို့ဒုက္ခကေကြီးပဲလို့မြင်တဲ့အတွက်ကြောင့်ဘဝရဲ့အပေါ်မှာငါလို့ထင်တဲ့ဒိဋ္ဌိဘဝရဲ့အပေါ်မှာငါဥစ္စာလို့ထင်တဲ့တဏှာနော်အဲ့ဒီတဏှာဒိဋ္ဌိတို့ဖြင့်အထင်မှားတဲ့သဘောသူ့မှာမရှိတော့ဘူးဒကာဓမ္မတို့ဦးဇင်းတို့တွေကတော့အထင်မှားတဲ့သဘောအပြည့်ရှိတယ်ဟုတ်လားငါလို့ထင်တဲ့ဒိဋ္ဌိလည်းရှိတယ်နော်ငါဥစ္စာလို့ထင်တဲ့မြင်လို့တဲ့တဏှာလည်းရှိတယ်အဲ့ဒီတဏှာဒိဋ္ဌိတို့ဖြင့်ဘဝရဲ့အပေါ်လောကရဲ့အပေါ်မှာအထင်မှားနေတာတွေအပြည့်မရှိဘူးလားရှိတယ်မြတ်စွာဘုရားကတော့အတူတူပြောရရင်တော့ဘဝရဲ့အကြောင်းကိုသိတဲ့အတွက်ကြောင့်ဘဝရဲ့အပေါ်မှာအထင်မှားတဲ့သဘောမရှိဘူးရိုးရိုးလေးပြောတာနော်အေးအဲ့ဒါလို့အထင်မှားတဲ့သဘောမရှိတဲ့အတွက်ကြောင့်နန္ဒီစနှစ်သက်ခြင်းတဏှာဖြစ်တဲ့နသဥပါတိယဆွဲလန်းတဲ့သဘောကပ်ရောက်တဲ့သဘောမရှိတော့ဘူးဆိုလိုတာကလောကကြီးရဲ့အမှန်တရားတွေကိုသိတဲ့အတွက်ကြောင့်လောကရဲ့အပေါ်မှာအထင်မှားတဲ့သဘောဆွဲလန်းတဲ့သဘောငါမှလုံးဝမရှိတော့ဘူးဟုတ်လားအေးအဲ့ဒီဂါထာရဲ့အဓိပ္ပာယ်ကအင်မတန်လေးနဲ့တယ်နော်ဒီကိန်းမိုက်မြတ်ဘဝရဲ့ဘေးတွေကိုလည်းမြင်နေဟုတ်လားဘဝရဲ့ဘေးတွေကဘာတွေလဲဘဝရဲ့ဘေးတွေကကိုခြင်းနာခြင်းသိခြင်းနော်အဲ့ဒါကမှတကယ်ကြီးကျယ်တဲ့ဘေးတွေဗျအခုဒကာဓမ္မတို့ဦးဇင်းတို့တွေကတချို့ဘေးတွေကိုဘေးလို့ထင်ကောင်းထင်လိမ့်မယ်အဲ့ဒါတွေလည်းဘေးမဟုတ်ဘူးလို့မဆိုလိုပါဘူးဘေးတွေပါပဲတကယ်ကတော့လေသို့တော့အဲ့ဒီဘေးတွေကိုဘာကြောင့်ကြီးတယ်လို့ထင်နေတယ်ဆိုရင်သိခြင်းဒီဟုသောဘေးကြီးကိုမမြင်သေးလို့ဟုတ်လားဆိုကြပါစို့အစင်မပြေမှုတော်ရုံတန်ရုံအစင်မပြေမှုလေးတွေဖြစ်လာတယ်အဲ့ဒီအစင်မပြေမှုကိုဒုက္ခလို့ထင်နေတယ်ဆိုလို့ရှိရင်သိခြင်းဒီဟုသောဒုက္ခကြီးကိုမြင်အောင်ကြည့်ကြည့်လိုက်စမ်းဒါဦးဇင်းကအကြံပေးကြည့်တာနော်အဲ့ဒီသိခြင်းဆိုတဲ့ဘေးကသိကြီးကျယ်တဲ့အတွက်ကြောင့်အခုတွေ့ကြုံနေရတဲ့အစင်မပြေမှုလေးတွေဟာကိုယ့်ရဲ့ဉာဏ်ထဲမှာဒါသိပြီးတော့အရေးမပါပါဘူးလို့
သက်တန်သွားတယ်နော်ဒကာကြီးမိုက်များဒါကြောင့်ကိုယ်ဒုက္ခတွေကိုကြီးတယ်လို့ထင်တဲ့သူများဒီနေ့ကျတော့ဒီခန္ဓာကိုယ်ကြီးကဟင်းညီညူနေရမယ့်အခြေအနေမျိုးဆေးရုံဆေးကမ်းမှာမသက်သာပဲနဲ့အမြဲတမ်းဝေဒနာတွေခံစားနေရတဲ့အခြေအနေမျိုးရှောင်အောင်မှာပါလားစဉ်းစားနေလို့လားစဉ်းစားနေတယ်ဗျအဲ့ဒီလိုအခြေအနေမျိုးတွေကိုကြိုဖြတ်ပြီးတော့ငါမြင်လို့တဲ့အရာတွေနဲ့သာဝရခွဲခွာရတဲ့အခြေအနေမျိုးကိုလည်းရောက်အောင်မှာပါလားစဉ်းစားတယ်လို့လားအဲ့ဒီဘေးအကြီးကြီးတွေကိုမြင်လို့ရှိရင်ဘေးအသေးလေးတွေဟာကိုယ့်ကိုအချင်းချောင်းနိုင်တော့ဘူးအဲ့ဒါလေးကိုသိသိချင်းနောက်တစ်ခါကြီးများဒါရုံတောယုံတန်ယုံမပြေလည်မှုလေးတွေကိုစာဖွဲ့ပြီးတော့ပြောမနေပါနဲ့အဲ့ဒါတဲ့ကြီးကျယ်တဲ့ဘေးကြီးတွေရှိမှအရန်နဲ့စောင့်နေပါလေဟုတ်လားနောက်ကတကယ်လို့ကြားလိုက်နေတယ်ဆိုတာကိုသိမယ်ဆိုလို့ရှိရင်ဆူးဆူးတာကိုစာမဖွဲ့တော့ဘူးလေဒီမှာကြီးများတိုးထဲမှာကြားလိုက်လို့ကြီးနေရတယ်ဆိုကြပါစို့ဆူးကြီးဘာလို့ချစ်လာလဲကိစ္စမရှိဘူးကြီးရမှာပဲလေဆူးချစ်တာတော့နဲ့ပြောမနေတော့နဲ့နောက်ကဘာလိုက်နေနောက်ကကြားလိုက်နေတာကိုမမြင်ဘူးဒါကိုပဲပန်းခင်းတော်လန်လေးရှောက်နေတယ်လို့ထင်ရင်တော့ဆူးချစ်တာကိုလည်းသူကစာဖွဲ့ပြီးတော့ပြောကောင်းပြောနေမှာပေါ့ဒီမှာကြီးများတကယ်စင်စစ်ခင်ဗျားတို့ကျွတ်ရဲ့နောက်မှာနာခြင်းဆိုတဲ့သေခြင်းဆိုတဲ့ရှောင်လွဲလို့လည်းမရတဲ့ပဂတိကြားတဲ့ကြောက်စရာကောင်းတဲ့ကြားကလိုက်နေတယ်အဲ့ဒါကိုဒကာမတို့ဦးဇင်းတို့တွေကမမြင်တဲ့အခါကျတော့ဆူးချစ်တာလေးကိုအဟုတ်လုပ်ပြီးတော့ပြောနေတာတီးရဲချောင်းလုပ်တာမလို့လက်ညင်လဲလန့်နေတာဘာကိုကြီးပြောတာလဲသိလားပတ်ဝန်းကျင်ကကိုယ့်ကိုပေးရတဲ့စကားသံတွေကိုရေးလို့ပြီးတော့ဖြည့်ရှင်းနေတာအဲ့ဒါတွေထားဘာမှကိုယ့်ကိုထိခိုက်တာမဟုတ်ချင်းခိုက်တော့တောင်နာတာမဟုတ်တကယ်စင်စစ်ကပတ်ဝန်းကျင်ကပြောတဲ့စကားတွေကလေဒါပေမဲ့တချို့သိဉာဏ်တဲ့လူတွေကြတော့သိခြင်းစိတ်တောင်ပေါက်တယ်ဆိုပဲပတ်ဝန်းကျင်ကပြောတဲ့ကြည့်ရတာကိုမခံနိုင်လို့ဘာဖြစ်တယ်သိခြင်းစိတ်ပေါက်တဲ့သူပေါက်ယုံနေမကဘူးတချို့တတ်သေးသွားတဲ့လူတောင်ရှိတယ်တကယ်စင်စစ်ကအဲ့ဒီအတန်လေးကြောင့်ဘာဖြစ်သွားလဲဘာမှကိုမဖြစ်ဘူးဖြစ်တာကကိုကဖြစ်နေတာကိုကခံစားနေတာကိုကြီးချစ်နေတာကိုကအတိတ်ပဲလေးဖောနေတာကိုဟုတ်လားအဲ့ဒီအတန်ကတော့အဲ့ဒီမှာပြောရင်ပြောပြီးပြီးရင်ပြောက်သွားတော့တာပဲလေကိုကအဲ့ဒါကိုအတိတ်ပဲလေးအမျိုးမျိုးပေါ်ပြီးတော့ဒါငါရဲ့အတ္တငါရဲ့ခုံငါရဲ့သိက္ခာတွေကိုအသက်မဲ့ဆိုပါအကျဉ်းနဲ့တချို့များဆိုလို့ရှိရင်ငယ်ငယ်လေးတုန်းကစပြောထားတဲ့စကားကိုပဲထက်ချီတလေးလေးဟုတ်လားထက်ချီတလေးလေးမှတ်ထားတာဘာနဲ့တူလို့ဆိုတော့ညံလုံးလုံးလို့သိမ်းထားတဲ့ပစ္စည်းလေးကိုအမှတ်ရတိုင်းထုတ်ထုတ်ကြည့်တယ်လို့ပဲဗျာဒီကမာကြီးတွေဟုတ်လားအဲ့ဒါကိုပဲအရသာရှိရှိနင်းပုံမှာတစ်လုံးမကြည့်ဘူးနော်ဘာလို့တာတော့ညံနေကြောင်းထုတ်ဖို့ပြန်တာလားဟုတ်လားစကားတွေကစက်မိဆက်ရပြောတာနဲ့ဘယ်တွေရောက်ကုန်ပြီလဲဒီကမာကြီးများကြားလိုက်လို့ပြီးနေရတာကိုဆူးဆူးတာကိုအလုံးလုပ်ပြီးတော့အလုံးတစ်ခုလုံးပြောနေပါနဲ့သိရကြွေတာကိုတော့ဘာမှကိုပြောနေနဲ့အဲ့ဒီစကားသားတွေတော့ဟုတ်လားဒါကြောင့်ဒကာကြီးမိုင်းများဘဝမှာတကယ်အသိဉာဏ်ရှိရှိရင်းရင်းကြည်ကြည်နေနေတယ်ဆိုလို့ရှိရင်အဲ့ဒီယူယူလေးပူရအောင်ပဲနာရအောင်ပဲသိရအောင်ပဲဆိုတဲ့ဒီတရားလေးသုံးလုံးအင်မတန်ရိုးတယ်နော်အဲ့ဒါလေးကိုပဲအနုလုံးပတိလုံးတကယ်ဉာဏ်နဲ့သက်ဝင်ပြီးတော့တကယ်လက်ခံပြီးတော့ဒါငါလုံးဝရှောင်လို့မရဘူးနော်ဒါငါလုံးဝရှောင်လို့မရဘူးဘယ်ချိန်တွေ့မယ်မသိဘူးသိကြတော့တွေ့လိမ့်မယ်တကယ်စင်စစ်ကတော့ငါရဲ့ဘဝမှာမွေကနေပြီးတော့ဖားကိုမြူတာမြင်ဘူးတယ်မဟုတ်လားတစားနဲ့နောက်ဆုံးတော့ကုန်သွားတာပဲလေအစပိုင်းကတော့မွေနဲ့ဖားနဲ့ကတိတ်ပြီးတော့အစမတန်ဖားကတော်တော်ကြီးတယ်လို့ထင်ရတယ်ဟုတ်လားနောက်ခြေတော်ကလေးကနေမြူရင်းနဲ့အဲ့ဒါတစ်ဆိုနဲ့ကုန်သွားတယ်အဲ့လိုကျုပ်တို့ဘဝကိုလည်းအဲ့လိုမြူနေတာတစားတစ်ဖက်နဲ့ဘာမှမကြံတော့ဒါပေမဲ့ကိုကအဲ့ဒါကိုဂယုမဆိုင်ဘူးတတိလည်းမထားဘူးအမှတ်လည်းမရဘူးမရတော့ဘာလို့ဆိုတော့အကြာကြီးနေရအောင်မလို့အရေးမကြီးတာတွေကအရေးကြီးတယ်လို့အရေးကြီးတာတွေကပဲပြစ်ထားမှမသိဘူးဟုတ်လားအရေးကြီးတာတွေပဲပြစ်ထားမှမသိအဲ့ဒါလိုနဲ့အလွယ်အမှားနဲ့ဘဝမှာအမဝင်ဝင်မကြနေလာဒါဦးဇင်းတို့လည်းအခုအသက်40ရှိပါပြီအဝင်ဝင်ကြနေခဲ့တဲ့အချိန်လေးကနေလေးအမဝင်ဝင်မကြနေလာနော်အစင်မပြေဘဲနဲ့နေလာရှေ့ဆက်လည်းအဲ့လိုနေပြီးတော့အစင်မပြေဘဲနဲ့တည်ကြမဲ့မသားတွေများတယ်လို့ထင်တာပြောရတာတော့အားနာပါလားနော်
ဟုတ်လားတို့တရားနဲ့တာလာရသေးတယ်အဆိုလေးခံရသေးတယ်လို့မအောင်သိဘူးဟုတ်လားအေးဒါကြောင့်ဘဝမှာအစင်မပြေပဲနဲ့နေသွားရင်တော့သိကြတဲ့အစင်မပြေပဲသိရလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ဒကာကြီးမကြီးများအဲ့ဒီအင်မတန်ရိုးတဲ့ပူခြင်းနာခြင်းသိခြင်းဆိုတဲ့ဘေးကိုမြင်အောင်ကြည့်ပါဘယ်သူမှရှောင်လို့မရဘူးနော်မြတ်စွာဘုရားမြင်နေဆိုတာလေအဲ့ဒါကိုမြင်တာပါပဲဟုတ်လားဒါပေမဲ့မြတ်စွာဘုရားကတော့ဓာတ်တဲ့ပူပြီးတော့လေးလေးနက်နက်အများကြီးမြင်တာပေါ့ဗျာဟုတ်လားအေးအဲ့ဒါလို့ဘဝရဲ့ဘေးအဲ့လိုဘဝရဲ့ဒုက္ခတွေကိုအမှန်အတိုင်းမြင်တဲ့အတွက်ကြောင့်ဘဝရဲ့အပေါ်မှာမမောတဲ့သဘောတွေ့တာတဲ့သဘောငါမှမရှိတော့ဘူးအထင်မှားတဲ့သဘောလည်းမရှိတော့ဘူးတဲ့ဦးဇင်းတို့တရားတော်မတွေကတော့ဦးဇင်းတို့တွေကတော့ဘဝရဲ့အကြောင်းကိုသိအောင်လည်းမကြည့်သိအောင်မကြည့်တော့သိလည်းမသိဘူးမသိတော့အထင်တွေကအမျိုးမျိုးလွင်တယ်အထင်တွေမှားတယ်အထင်မှားတာကသူများအပေါ်တွေမှားတာမဟုတ်ဘူးဗျသူများအပေါ်အထင်မှားတာကသိကိစ္စမရှိကိုအထင်ကမှားနေတာသဘောပေါက်ရလားဒီလူတွေဉာဏ်ရှိပါတယ်မျက်နှာကိုကြည့်တာနားလေကြီးအကြည့်ဝတွေ့ရအားရှိတယ်ဦးဇင်းပြောတာဟုတ်လားအေးအဲ့လိုအဲ့ဒီကာထာကလေးနော်ဘဝရဲ့အကြောင်းကိုအမှန်အတိုင်းသိတဲ့အတွက်ကြောင့်ဘဝကိုငါလုံးဝအထင်မမှားတော့ဘူးလုံးဝကန့်ကြီးတဲ့စိတ်လည်းမရှိတော့ဘူးလို့မြတ်စွာဘုရားကဗကဗေမာကိုအဲ့လိုပြောတာအဲ့ဒီလိုလေးပြောလိုက်ရောရှမပေါင်း1000ဒီနေ့ဘယ်လောက်လဲရှမပေါင်း1000တချို့ကသောတာပန်တချို့ကသဂရကတချို့ကအနာဂတ်တချို့ကယဟန္တာဖြစ်တယ်ဦးဇင်းတရားဟောတာတဏှာကြီးတောင်ခွဲတော့မယ်ဘေးတက်တွေကလည်းအင်မတန်များတော့ဦးဇင်းကတရားကသိမသိရင်လေဘူးဟုတ်လားစကားပြောကလည်းဒီအခုပြောနေတာအင်မတန်ညံနေတယ်ဆိုတာဦးဇင်းသိတယ်နော်ဒီပြင်ဘုန်းကြီးတဏှာကြီးပြောတာနဲ့ဦးဇင်းနာရီဘောတော့ပြောတာနဲ့အတူတူတော့များသွားကြမလားမသိဒီမှာကြီးများဒါပေမဲ့နားတော့လေတယ်ဟုတ်လားအေးအဲ့ဒီလိုမြမာရီကျွတ်တန်းဝင်တော့မနက်ကတစခန်းထားတာပြီးတော့မှနော်ဒီမှာကြီးပြီးတော့မှမနက်ရောက်လို့တရားပြန်လေသွားတယ်လို့မအောင်ဘူးဟုတ်လားတကယ်ပြန်ရောက်လာတာမနက်ကဘယ်လိုစဉ်းစားလဲဆိုတော့မနက်ကဘယ်လိုစဉ်းစားလဲဆိုတော့ငါလျှောက်ပြီးတော့လှည့်လည်နေတော့ယဟန်ကြီးကိုရမကတရားတွေဟောလိုက်တာဟောဒီပြမာတွေငါရဲ့နေကနေလွတ်သွားပြီတဲ့အဲ့ဒါနဲ့သူကတိုးတောင်စိတ်တူတယ်လို့ဆိုတယ်မနက်ကအဲ့ဒါစိတ်တူပြီးတော့အဲ့ဒီပြမာကိုဝင်ပူးပြီးတော့ထပ်ပြီးတော့ပြောတယ်ဘယ်နဲ့ပြောလဲဆိုတော့ယဟန်ကိုရမတဲ့သင်ငြိမ်းချမ်းကြောင်းလွတ်မြောက်ကြောင်းတရားကိုသင်သိတယ်ဆိုရင်လည်းအဲ့ဒါလေးကိုခံစားပြီးတော့အေးစီစီသင်အတင်နေပါတဲ့ဟောပိတဲ့သူကမနေနိုင်နေတာနော်မာနဆိုတာအခုလည်းမနေနိုင်ဘူးသူကသံဃာလွတ်အောင်လုပ်တဲ့လူကိုသူကတတ်နိုင်ကြအနှောက်အယှက်ပေးဖို့အရင်နဲ့ရှိဟုတ်လားအဲ့ဒါသင်သိတယ်ဆိုရင်လည်းသင်အေးနေပါတဲ့သင်ရဲ့တပည့်တွေတာဝကတွေကိုသင်သိတဲ့တရားတွေကိုသင်မဟောပါနဲ့သင်သိတဲ့တရားတွေကိုဟောတော့သင်မှာတပည့်တွေကဝိုင်းတော့သင်ကအဲ့ဒီတပည့်တွေရဲ့အပေါ်မှာတွေ့တာမမောတဲ့တန်ရောတဲ့စိတ်တွေနဲ့သင်သားရရှင်မှုတွေလားမဟုတ်လားတဲ့ဟုတ်ပြောတတ်တယ်နော်ဘုရားကိုသိတာသင်ကတရားတွေဟောတော့သင်ပဲတပည့်တွေကရှိအဲ့ဒီတပည့်တွေနဲ့သင်ကပြောပြီးတော့တပည့်တွေပေါ်မှာမမောတဲ့စိတ်ကြီးနဲ့သင်နေလို့ရှိရင်သင်သိရင်အပေကြလိမ့်မယ်ကဲအဲ့ဒါကိုသူကတက်တည်နေနဲ့ရှောက်ပြောတာရှင်းတော့ကသမဏပြမဏဆိုတဲ့ပုဂ္ဂိုလ်တွေလည်းသူတို့သိတာကိုသိတဲ့အတိုင်းမနေပဲနဲ့သူများရှောက်ပြောတော့အဲ့ဒီသမဏပြမဏတွေသိတော့အပေရောက်ကုန်တာတဲ့ဒါကြောင့်ယဟန်ကိုရမတဲ့ရှင်းတော့ကကိုသိတဲ့တရားကိုသူများမပြောဘဲနဲ့အသာလေးနေတဲ့လူတွေသိတော့ဇမာဖြစ်တယ်တဲ့ဒါကဦးဇင်းကအကျဉ်းချင်းနားလည်အောင်ပြောတာနော်ဒါကြောင့်သင်သိတဲ့တရားကိုသင်မျက်မှောက်ချမ်းသာတာခံစားပြီးတော့အသာကလေးနေပါတော့လားဘာကြောင့်သူများကိုတရားတွေဟောပြီးတော့တပည့်တွေများတာကိုယဉ်မှုပြီးတော့နေရတယ်တဲ့တရားကိုလည်းဆွဲတယ်နော်အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကမနာတဲ့သင်ပြောနေမှာငါသိတယ်တဲ့ဇမာပြောနေတာမဟုတ်သင်ပြောနေတာငါသိတယ်သင်မနှက်ပဲတဲ့ငါရဲ့အကျိုးစီးပွားကိုလိုလားလို့သင်ပြောတာမဟုတ်တကယ်ကတော့သင်ဟာအကျိုးစီးပွားမဲ့ကိုလိုလားပြီးတော့ပြောနေတာဟောဒီဇမာတွေကိုသင်ရဲ့ပိုင်နဲ့နေကနေသင်မလွတ်စေခြင်းလို့သင်ပြောနေတာအဲ့ဒါငါသိတယ်အဲ့တော့သင်မလိုပဲပြောငါကတော့ပြောမှာဒါပေမဲ့သင်သိအောင်ငါပြောလိုက်ဦးမေးတယ်ငါမှတရားဟောသည်ဖြစ်စေတရားမဟောသည်ဖြစ်စေဟ
ဟောဒီတတ္တဝါတွေရဲ့အပေါ်မှာချစ်ချင်းမုန်းချင်းဆိုတာလုံးဝမရှိဘူးတာတိကုံနဲ့ပြည့်စုံတယ်လို့ဆိုတာနော်ဆိုလိုတာကတပည့်တွေကိုတရားဟောလို့တချို့မကြိုက်တဲ့လူရှိမယ်မကြိုက်တဲ့လူကမုန်းမယ်ပေါ့နော်အဲ့ဒီလိုမုန်းလို့အဲ့ဒီလူကငါပြန်မုန်းတယ်ဆိုတာရှိငါပြောတဲ့တရားကိုတချို့တအားသိသဘောကျလို့ငါနားမှာဝိုင်းဝိုင်းလေနေလို့အဲ့ဒီလူကိုငါကပြန်ပြီးတော့မြင်လို့ချစ်တယ်လို့လည်းရှိငါမှအဲ့လိုတရားဟောခြင်းမဟောခြင်းကြောင့်ဘာမှပြောင်းလဲမှုမရှိဘူးဟောဒီတတ္တဝါတွေရဲ့ပုံမှာချစ်ချင်းမုန်းခြင်းမရှိဘဲနဲ့ပဂတိတီးနေတဲ့တာတိကုံနဲ့ပြည့်စုံဒါကြောင့်သင်ချင်းတယ်လို့တတ္တဝါတွေရဲ့ပုံမှာငါမမောနေတယ်ဆိုတာအဲ့ဒါမဟုတ်ဘူးနော်ဒါပေမဲ့လို့ငါကတော့တရားကိုပြောရမှာကျွတ်ထိုက်တဲ့တတ္တဝါတွေကျွတ်အောင်ပြောရမှာပဲသင်ကိုငါသိတယ်လို့ပြောလိုက်တော့အဲ့ဒီမှာမာနကမျက်နှာမသားမယာဖြစ်ပြီးတော့ဓမ္မပြည်ကနေထွက်ခွာသွားတယ်လို့ဆိုတယ်အဲ့ဒီမှာပဲမြတ်စွာဘုရားကယဟန်တော်တွေကိုချစ်သားတို့အဲ့ဒီလိုငါဘုရားတရားဟောလို့အကျွတ်တရားရရတဲ့တသောင်းသောမြမာတွေကယဟန်ဂေါရမဟာအင်မတန်ကြီးကျယ်တဲ့အစွမ်းနဲ့ပြည့်စုံပါမေစွာလွတ်မြောက်မှုမရသေးတဲ့ပုဂ္ဂိုလ်တွေကိုလွတ်မြောက်အောင်သိမြင်မှုမရှိသေးတဲ့ပုဂ္ဂိုလ်တွေကိုသိမြင်အောင်ပြုနိုင်စွမ်းပါပေစွာလို့ငါ့ကိုဝိုင်းပြီးတော့ချီးမွမ်းကြတယ်နော်အဲ့လိုပြောပြီးတော့မြတ်စွာဘုရားကအဲ့ဒါငါတခုသောဥက္ကဋ္ဌမြို့ရဲ့သူပကတောအုပ်ကြီးတဲ့အင်းင်းပင်ကြီးရဲ့ခြေရင်းမှာထိုင်နေတုန်းကဗြဟ္မာကြီးရဲ့အကြံကိုသိပြီးတော့ဗြဟ္မာပြည်ကိုသွားပြီးတော့ခြေချုပ်ခဲ့တဲ့အကြောင်းကိုပြန်ပြောင်းပြီးတော့မြတ်စွာဘုရားကဘုရားကိုပြောတာလေတရားတော်တွေကိုပြောပြတာအဲ့ဒီလိုပြောပြီးတော့ဗြဟ္မာနိမန္တနသုတ်တံဒီကုန်းချုပ်ပါဟုတ်လားဒီကိစ္စမှန်ပြအဲ့တော့ဦးဇင်းတို့ကလည်းပဲသုတ်တံကနေကုန်းချုပ်သွားပြီဆိုတော့နေကုန်းချုပ်ရတော့မှာပေါ့ဟုတ်လားနေကုန်းမချုပ်ခြင်းပဲမလို့နေကုန်းကတော့ချုပ်ရမှာပဲနော်အဲ့တော့လောကမှာဘယ်အရာမျိုးမဆိုဖြစ်လာပြီးရင်ပြည့်ရတာပေါ်လာပြီးရင်ကြောက်ရတာပဲဟုတ်လားအပြီးဆိုတာအရာတိုင်းမှာရှိနေတာဟုတ်လားအခုလည်းပဲတရားကပြီးတော့တာနောက်တစ်ခါရင်မှန်များအဲ့တော့ရည်ရွယ်ချက်ကလေးဦးဇင်းတို့နေကုန်းချုပ်ပြောပါဦးဒီသုတ်တံကိုဘာရည်ရွယ်ချက်နဲ့ဦးဇင်းကပြောတာလဲဆိုတော့ဒီကကြီးမှန်များသူပြောလိုက်တဲ့ဟောပြောချက်ကိုနားထောင်ပြီးတော့စိတ်ထဲမှာအမျိုးမျိုးသောတွေးတာတွေခံစားတာတွေစဉ်းစားတာတွေဖြစ်ပေါ်သွားလိမ့်မယ်လို့ဦးဇင်းတို့ထင်ပါတယ်ဖြစ်ရလားအေးအထူးသဖြင့်ဗြဟ္မာကြီးရဲ့အတိတ်ဘဝတုန်းကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအားထုတ်ခဲ့တဲ့ကံအစွမ်းတွေကြောင့်ကောင်းတာတွေဖြစ်တာဟုတ်ရလားကောင်းတာတွေလုပ်လို့ကောင်းတာတွေဖြစ်တာဟုတ်ရလားအပြန်အဖြင့်နားလည်နိုင်ပါလေမကောင်းတာတွေလုပ်ရင်တော့မကောင်းတာတွေဖြစ်လိမ့်မယ်ဟုတ်လားဒါကြောင့်လူရည်လို့ဖြစ်လာတဲ့အခါမှာသာသနာနဲ့တွေ့တဲ့အခါမှာကောင်းတာတွေလုပ်နိုင်ခွင့်ရှိနေသေးတဲ့အချိန်မှာကောင်းတာတွေကိုလုပ်ပြီးတော့ကျင့်တတ်မှုရယူဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့ဒီဒေသနာမှာတော့အများရဲ့အကျိုးကိုစေတနာမေတ္တာကရုဏာရှိထားပြီးတော့တတ်နိုင်တဲ့မြတ်ဆောင်ရွက်ပေးခြင်းဖြင့်ဘဝရဲ့စစ်မှန်တဲ့အနှစ်သာရရှိတဲ့အဓိပ္ပာယ်ရှိတဲ့ကောင်းမြတ်သောအရာတွေကိုရအောင်ယူနိုင်ကြစီဖို့ဒါကိုပဲဥတည်ပြီးတော့ပြောလိုက်တာပါဟုတ်လားအေးရေတူထားကြတဲ့ရေအတူရှင်တွေကြောင်းတူထားကြတဲ့ကြောင်းအတူရှင်တွေလည်းပဲမိမိတို့ရဲ့ကောင်းမြတ်တဲ့အစွမ်းလေးကိုဒါကောင်းမြတ်တဲ့အစွမ်းလေးပဲလို့အမှန်အတိုင်းသဘောပေါက်ပြီးတော့ပီတိဖြစ်နိုင်ကြပါစေဟုတ်လားတရားနာပိသပေါင်းသူတော်ကောင်းတို့လည်းပဲထိုက်တိအားရဆိုတာကောင်းမှုတွေကိုပြုနေကြတဲ့ပုဂ္ဂိုလ်တွေပါဟုတ်လားဒီကောင်းမှုပြုတိုင်းကောင်းမှုဒီကနေကောင်းတယ်လို့နားလည်ပြီးတော့အကောင်းမှုကိုလည်းတတ်နိုင်တယ်များရှောင်ရှားနိုင်ကြပါစေဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ဘုဟုတုဒ္ဒရာစီကိုလည်းရည်ရွယ်ပါတယ်ဘဝရဲ့လေးနဲ့တဲ့တရားတွေကိုမြတ်စွာဘုရားသိမြင်ပါတယ်ဆိုတာကိုလည်းနားလည်ပြီးတော့ယုံကြည်မှုတိုးစေခြင်းတာကိုလည်းရည်ရွယ်ပါတယ်ပြီးတော့အများအကျိုးအတွက်စေတနာတွေကရုဏာတွေမေတ္တာတွေနဲ့ဆောင်ရွက်ခြင်းသည်ဘဝရဲ့အနှစ်သာရရှိတဲ့အစိတ်အပိုင်းပါလို့နားလည်စေခြင်းနဲ့စိတ်လည်းဦးဇင်းတို့ရည်ရွယ်ပါတယ်ဟုတ်လားအေးအဲ့လိုရည်ရွယ်ခြင်းတွေနဲ့ဗြဟ္မာနိမန္တနိကသုတ်တံကိုဦးဇင်းတို့ဟောပါတယ်ဗျာဟုတ်လားမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်ဟုတ်လားဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗတိဝေဒသဗ္ဗဗုဒ္ဓ ानु ဘာဝိနတရာဒုက္ခိဘဝတုတိဘ
ဘောဓုသဗ္ဗမင်္ဂလာရက္ခတုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘောဓုတိဘောဓုသဗ္ဗမင်္ဂလာရက္ခတုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘောဓုတိတေတုမဂ္ဂတရားနာပိသပေါင်းတဲ့သူတော်ကောင်းတို့သာနာအလုံးတော်တတဝါနန္ဒတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတေတုမဂ္ဂတရားနာပိသပေါင်းသူတော်ကောင်းတို့သာနာအလုံးတော်တတဝါနန္ဒတို့အားသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာဆောင်ကျက်နေကြကုန်သောမြတ်မိမိတို့အိမ်မှာဆောင်ကျက်နေကြကုန်သောမိမိတို့ရွာမိမိတို့တာနာမိမိတို့ကဘာမှာဆောင်ကျက်နေကြကုန်သောဓမ္မယနာကောင်းတာပေါင်းတို့ကလည်းပဲရက္ခတို့ကောင်းစွာမသွေဆုံးရှုံးတော်မူနိုင်ကြပါစေတည်းဒီတုမဂ္ဂတရားနာပိသပေါင်းတော်တို့သာနာအာလုံးတော်တတဝါနန္ဒတို့အားသဗ္ဗဗုဒ္ဓနုဘဝေနကင်းငါဝါလူသိစုမကပွင့်တော်မူကြတဲ့ဆွေတို့တော်ဘာမြတ်ရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတည်သောအာနုဘောတို့တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘဝေနမေလီနံဘူလီနံနိဗ္ဗာန်ပြည့်တိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကူတည်သောအာနုဘောတို့တို့ကြောင့်၎င်းသဗ္ဗတံအနုဘဝေနမေလီနံဘူလီနံမဂ္ဂဒံလေးရောက်ပလဒံလေးရောက်ဟုဆိုသောရှိရောက်တော်တရားတန်ခါရှင်မြတ်တို့နှင့်တကွာသမုဒိတံကရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတည်သောအာနုဘောတို့တို့ကြောင့်၎င်းတရားနိယောညပါဘေကဝဆဲခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခိကိုစိတ်ကြချမ်းသာချမ်းသာခြင်းရှိကြကုန်၏ဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းလူတိုင်းမှုစုစုဟာရေစက်ချမြပေးဖို့တွေ့ပါရဲ့ခြေတော်ဆုံးဥခတ်၍ဥတိုက်လျှောက်ထားပါသည်ဗျာဦးဇင်းတို့ဒီလိုတုံချအပြန်တန်းပေးဝေကြရအောင်ဒီလိုခြေတော်လူရှင်အကြောင်းလူရှင်များဖြစ်ကြတဲ့ဒကာကြီးဦးအောင်ချိုဝင်းဒကာကြီးတော်မြတ်မြတ်မိုးမိုးကတော့အတူရဲ့ကျမကြီးအခြေအနေကြောင့်ဒီကိုလိုက်မလာနိုင်ဘူးပေါ့နော်ပြီးမှသူတို့ဒီခြေကိုဖွင့်ပြပြီးတော့ကုလိုယူရမှာပေါ့နော်ပြီးတော့ဒကာကြီးဦးချစ်အောင်ဒကာမကြီးတော်နိုင်နိုင်အေးနော်အားလုံးဒီသားစုနှစ်စုပေါ့ဘုရင်တို့ခြေလှူထားကြတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့စုမတောင်းရဲ့အမြမဝေခင်မှာဘုရင်တို့စကားလေးနည်းနည်းများပြောခြင်းပါဘုရင်10နာရီ15ရောက်ရင်ပြီးမယ်လို့ပြောထားတာ10မိနစ်ကြာနေတယ်ဟုတ်လားဂရိပြတ်မှာဆိုလို့နော်ကြည်လင်အေးမြရေလူရ၍ဘဝတိုင်းဝင်ပညာကျွေလျက်ကိုယ်ဝယ်တွင်ပြင်ရည်ကြီးစဉ်ကြည်လင်အေးမြလို့ရေလူတဲ့အခါတိုင်းမှာအဲ့လိုဆူတောင်းရမယ်လို့တောင်မြို့မဟာကဏ္ဍဆိုဘုရားကြီးရေးခဲ့တာနောက်ထပ်တစ်ခေါက်ဖတ်ပြမယ်ဒီကမာကြီးများလည်းပဲကောက်တော့ရေးချမ်းနေပါလေကတ်တယ်မလားကြည်လင်အေးမြရေလူရပြီဘဝတိုင်းဝေပညာကျွယ်လျက်ကိုယ်ဝေတွင်ပြင်းရည်ကြီးစဉ်ကြည်လင်အေးမြလို့ရေလူရတဲ့အတွက်ကြောင့်ရေရဲ့သဘောတဘာဝလေးကိုဆိုဘုရားကြီးကပြောပြတာပြီးတဲ့အညီအကျေးဆိုတာရေနဲ့ဆေးမှာပြောင်းတာဟုတ်လားအဲ့ဒီလိုလူတွေရဲ့အညီအကျေးတွေကိုပြောင်းဆင်စေတဲ့ရေကိုလှူရတဲ့အတွက်ကြောင့်ဘုရားတပည့်တော်တို့ရဲ့အတွင်းတဏ္ဍာမှာရှိတဲ့လောဘဒေါသမောဟအညီအကျေးတွေပြောင်းဆင်တန့်ရှင်းပြီးတော့အရိယာသူတော်ကောင်းတွေတကယ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါရစေလို့ဆုတောင်းခိုင်းတာဒီနေ့တည်းနော်အညီအကျေးက2မျိုးရှိတာကိုဗျအပြင်အညီအကျေးရှိတယ်အတွင်းမှာလည်းစိတ်မှာလည်းအညီအကျေးရှိတယ်အပြင်အညီအကျေးကြတော့ရေနဲ့ဆေးရတယ်အတွင်းအညီအကျေးကြတော့တရားလေးဟူသောရေနဲ့ဆေးရတယ်အဲ့ဒါလေးကိုဦးဇင်းတို့ကစဉ်းစားရင်းနဲ့ရေရဲ့ဂုဏ်တတ္တိရေရဲ့အစွမ်း3မျိုးလောက်ဦးဇင်းနည်းနည်းလေးပြောပြမယ်ရေလူဒီရက်တွေကရေရှားနေလို့ရေလူခြင်းတဲ့ပုဂ္ဂိုလ်တွေပေါ်စေခြင်းလို့ဦးဇင်းကပြောခြင်း
နော်ရေဆိုတာပါလေရေဆိုတာနံပါတ်1တောက်လိုက်ရရင်အစာပြေဆာလောင်မှုတ်သိမ့်နေတာဘလောက်ခံရခက်တယ်အဲ့ဒါရေပိုက်ထဲဝင်သွားတာနဲ့အဲ့ဒီဆာလောင်ရင်းဝေဒနာပျောက်သွားတယ်နံပါတ်1အစာပြေနံပါတ်2ပူလောင်ရင်းကိုငြိမ်းအေးစေအိုက်ဆက်နေတဲ့ပူလောင်နေတဲ့ရေချိုးလိုက်တဲ့ခါလေးအေးသွားတယ်ဟုတ်လားပူလောင်ရင်းကိုငြိမ်းအေးစေတယ်နော်နောက်နံပါတ်3အညစ်အကြေးကိုတန့်ရှင်းစေတယ်ရေနဲ့ဆေးလိုက်ရင်အညစ်အကြေးတွေဟာတန့်ရှင်းသွားတယ်ရေမှာဂုဏ်တတိပေါင်းအများကြီးရှိတဲ့အnekကအဲ့ဒီ3ခုနော်ဒီမှာကြီးများနံပါတ်1အဆန်းပြေတယ်နံပါတ်2ပူလောင်ခြင်းကိုငြိမ်းအေးစေတယ်နံပါတ်3အညစ်အကြေးကိုတန့်ရှင်းစေဒါရေရဲ့ဂုဏ်တတိအကျဉ်းမြင်3မျိုးအဲ့ဒီဂုဏ်တတိအကျိုးရှိတဲ့ရေကိုလှူရတဲ့အတွက်ကြောင့်အဲ့ဒီဂုဏ်တတိမျိုးနဲ့ဆင်စင်တူးနေတဲ့ဂုဏ်တတိတွေရပါရစေအဲ့ဒါပါလဲဆိုတော့တရားရပါရစေလို့ပြောတာတရားဆိုတဲ့ဓမ္မမှာလည်းပဲဒီရဲ့ဂုဏ်တတိ၃မျိုးနဲ့တူတဲ့ပုံသဏ္ဍာန်လေးတွေရှိနော်နံပါတ်1တရားမှာအစာပြေတယ်လို့ပြောတယ်နော်အေးရေမှာအစာပြေတယ်လို့ပြောတယ်နော်အဲ့ဒါလိုပဲတရားမှာလည်းအစာပြေတဲ့သဘောရှိတယ်ဒါကိုဦးဇင်းတို့ကျမ်းဂန်တွေထဲမှာအမျိုးမျိုးဥပမာပေးတယ်ရေငတ်လို့လာတဲ့ပုဂ္ဂိုလ်ဟာကြာမျိုး၅ပါးနဲ့ပြည့်စုံလို့အင်မတန်တန်ရှင်းကြည်နေတဲ့ရေကိုတွေ့လို့တောက်လိုက်ရတယ်ဆိုတော့တခါလေးကိုစားပြေးပြီးတော့ချမ်းသာသွားတယ်တရားရတာကိုရေစားနေလို့ရေတောက်လိုက်ရလို့အငတ်ပြေသွားတဲ့ဥပမာနဲ့ရှင်းပြတာဟုတ်လားဒါမျက်စောမြတ်ကိုယ်တိုင်နဲ့ဟောတယ်နော်ရေတွေတောက်လိုက်ရတယ်လို့ဒါကြောင့်တရားဆိုတာအစာပြေတယ်ခုနကအမှားလို့ဦးဇင်းတို့တွေကလူချင်းမှုတွေမမုန်းမှုတွေနဲ့တခြားလဲစားနေတဲ့အစာကမပြေသေးဘူးလေဘာတွေစားတာတော့အာယုန်တွေကိုစားတာပေါ့နော်အစင်းတွေကိုရချင်တယ်အတန်တွေကိုရချင်တယ်နော်အဲ့ဒီအစာကဘာလို့မပြေတာလို့ဆိုတော့တရားဒီဟူသောရေကိုမတောက်ရသေးဘူးတောက်ရလို့လည်းပဲအစာပြေတော့တဲ့အတိုင်းအတာကြီးဖိုက်ချင်းမရောက်သေးလို့ပေါ့ဟုတ်လားဒါကြောင့်အစာပြေနေတဲ့ရေကိုတူရတဲ့အတွက်ကြောင့်အစာပြေခြင်းအစစ်ဖြစ်တဲ့တရားရပါရစေလို့ရေလှူရှင်နေအဲ့လိုဆုတောင်းရမယ်ဟုတ်လားဒါနံပါတ်1နော်နောက်ရေရဲ့ဂုဏ်တတိနံပါတ်2ကပါလေပူလောင်ခြင်းကိုငြိမ်းအေးစေနော်ဒီချိုးလိုက်ရတယ်ရေနဲ့စိတ်လိုက်ရအဲ့လိုပဲအဲ့ဒါလည်းမြတ်စွာဘုရားဥပမာပေးတာပါရေကနေဝင်စိတ်လိုက်တယ်အေးသွားအဲ့လိုပဲတရားရေတွေကိုစိတ်လိုက်ရတယ်ဆိုရင်အေးချမ်းသွားဟုတ်လားဒါကြောင့်လောဘဒေါသမောဟတို့ကိလေသာအပူတွေနဲ့ပူလောင်နေတဲ့စိတ်နှလုံးကိုတရားဒီဟူသောရေတွေကိုနှစ်ပြီးတော့စိတ်ထားပါရစေအဲ့ဒါမှပါလေအေးသွားဆိုလိုတာကပူလောင်ခြင်းကိုငြိမ်းစေတဲ့ရေကိုတွေ့ရတဲ့အတွက်ကြောင့်ပူလောင်ခြင်းအစစ်ဖြစ်တဲ့လောဘဒေါသအပူဓာတ်အလောင်ဓာတ်တွေအပြီးတိုင်ငြိမ်းပါရစေအဲ့လိုဆုတောင်းရအတိပဲမကောင်းဘူးလားကောင်းတယ်နောက်ရေရဲ့ဂုဏ်တတိနံပါတ်3အညစ်အကြေးကိုတန့်ရှင်းစေတဲ့ပဂရိအညစ်အကြေးကိုတန့်ရှင်းစေတဲ့ရေကိုလှူရတဲ့အတွက်ကြောင့်ဒါရေလှူရှင်တွေစဉ်းစားနော်ကျော်လေးကလူတွေချိုးကြမယ်သူတို့ရဲ့ခန္ဓာကိုယ်မှာကပ်နေတဲ့ကြီးညိုတွေကိုပုတ်ဖြတ်ပြီးတော့ဆေးကြောကြမယ်ဘလူလူတဲ့ရေကြောင့်ဒီလူတွေတန့်ရှင်းသွားတယ်အဲဒီလိုမျိုးတို့ရဲ့ကိုယ်တွင်ကိုယ်ပါနော်အထူးသဖြင့်ကိုယ့်ရဲ့စိတ်တဏ္ဍာမှာတဏှာတရားလုံးကက်ပေးလာတယ်ညစ်ပေးလာတယ်လောဘဒေါသမောဟညစ်ပေးတဲ့ဓာတ်တွေလုံးဝတန့်ရှင်းပြီးတော့စင်ကြယ်ပါရစေအရိယာဆိုတာဖြူစင်ခြင်းလို့အဲ့လိုအဓိပ္ပာယ်ဖွင့်တာမဟုတ်လားဗျဟင်တရားယူလိုက်မယ်ပုထုဇဉ်ဆိုတာကတော့ကြောင်းမြန်ပေါ့ညစ်ပတ်ပေးခြင်းဟုတ်လားပြောရတာမကောင်းလည်းမကောင်းပါမကောင်းမြည်စီအဲ့ဒါအမှန်ပဲလေဟုတ်လားအေးဒါကြောင့်ဖြူစင်တန်ရှင်းစေတဲ့ရေကိုတွေ့ရတဲ့အတွက်ကြောင့်ဣရိသာအငြိအကျဉ်းကိမ့်ပြီးတော့တကယ်အရိယာသူတော်စင်အဖြစ်ကိုတဏှာနိုင်ပါရစေလို့အဲ့လိုဆုတောင်းရမယ်ဟုတ်ရဲ့လားအဲ့ဒါကတော့ရေနဲ့ပတ်သက်ပြီးတော့သောတော်ကတရားနဲ့ထည့်ဟောမယ်လို့စိတ်ကူးထားတာဦးဇင်းကအဲ့ဒါပြောကျင်ရတယ်ဥတ္တရာလျှောက်ပြောလိုက်တာအဲ့ဒီကိုရောက်မသွားဟုတ်လားဒါကြောင့်မလို့ဒီကုန်းမှာဦးဇင်းပြောလိုက်တယ်နော်အေး2မိနစ်ပဲလို့တော့တကယ်ကွက်တိပဲဟုတ်လား10နာရီ15သင်တရားဟောတာတနာရီခွဲနည်းနည်းတော့ကြုံမှာပေါ့နော်ဒီအားလုံးအဲ့တော့ဦးဇင်းတို့ပြောချင်တာတွေပြောလို့အတိုင်းအတာတစ်ခုထိပြီးသွားပါပြီဟုတ်လားဒါကြောင့်ရေလူကြတဲ့ပုဂ္ဂိုလ်တွေကျောင်းလူတာနဲ့ပတ်သက်ပြီးတော့အများချမ်းသာအောင်လုပ်ရတဲ့အတွက်ကြောင့်တကယ်ချမ်းသာတဲ့ချမ်းသာမှာနိဗ္ဗာန်တရားတို့တရားများကိုရပါရစေလို့ဆုတောင်းကြရအောင်ပေါ့နော်အေးအားလုံးလည်းပဲ
ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေပြုကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရှင်တွေဖြစ်ပါတယ်အထူးသဖြင့်တရားနာထားတဲ့ကုသိုလ်တွေအခုရထားပါဟုတ်လားဒီကုသိုလ်ကောင်းမှုတို့ကြောင့်ဘုရားတပည့်တော်တို့မဉ္ဇဉ်ပူဉ္ဇဉ်ရပြီးတော့ဒုက္ခခတ်သိငြိမ်းရစေလို့ဆုတောင်းကြမယ်ပြီးရင်အသက်ထင်ရှားရှိမရှိဖြစ်တဲ့ဘိုးဘွားမိဘဆွေမျိုးသားချင်းတို့ဆက်တာအလုံးစုံတတ္တဝါတွေအညီအမျှရပြီးတော့ချမ်းသာကြပါစေလို့အမြတ်တမ်းပေးဝေကြအားလုံးညီညီညာညာလိုက်ပြီးတော့ဆိုရအောင်ဟုတ်လားမှန်ပါပါလိုက်ပြီးတော့ဆိုကြမယ်အရှင်ဒီတစ်ချက်ကလေးကြီးရေကိုကြည့်တာနော်အရှင်နဲ့ရေကိုကြည့်တာကုသိုလ်ကောင်းမှုဆိုတာရေနဲ့တူတာတွေအများကြီးရှိတယ်နော်အားလုံးလည်းအေးချမ်းပါစေဒီစိတ်ကလေးနဲ့အရှင်ဖေယားတရားတပည့်တော်တို့သည်ယနေ့ယခုဓမ္မဒါနဓမ္မပူဇာဓမ္မသဝနာဓမ္မဒေသနာတရားအလှူပေးလူကြရာချိန်ခါ၌လူရငယ်ပြီးဖြစ်သောစက်ရည်တွင်ဒီကံသာပင်ကြောင့်သတ်ဆင်ကံစရှိသောအများအကျိုးရှိရာအများချမ်းသာရာချမ်းသာကြောင်းဖြစ်သောကုသိုလ်ကောင်းမှုများကိုပြုလုပ်ကြပါကုန်၏အရှင်ဘုရားသီလကိုလည်းဆောက်တည်ကြပါကုန်၏အရှင်ဘုရားတရားတော်မြတ်ကိုလည်းသာယူကြီးညိုကြပါကုန်၏အရှင်ဘုရားဒီကောင်းမှုဒီကုသိုလ်တို့၏စွမ်းတတိကြောင့်မဉ္ဇဉ်ပူညာဉာဏ်နိဗ္ဗာန်ကိုသိရင်မြန်ထုတ်ချမျက်မှောက်ပြုရပါလို့၏အရှင်ဘုရားဒီကောင်းမှုဒီကုသိုလ်တို့၏အဖို့ပါကကိုသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားစာထား၍၎င်းသာသနာတော်ဆောင်နှင့်များစာထား၍၎င်း30ဘုံအင်းလီကုံသောသတ္တဝါအနန္တတို့အားသတ္တုထမြတ်ကုသိုလ်ဤဘုဘာကကိုဧဝေငှပါ၏မြတ်ရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသော